နော်တတိဆိုတာအာယုံကိုအောက်မိတဲ့သဘောအမှတ်ရတဲ့သဘောတတိဆိုတာဒီနေရာမှာဘာလို့တတိကို10မျိုးလို့ပြောရလဲဆိုတော့အဲ့ဒီအောက်မိတဲ့အမှတ်ရတဲ့အာယုံတွေကွဲပြားသွားလို့တတိ10မျိုးလို့ဒီနေရာမှာပြောတာနော်တတိကအောက်မိခြင်းအမှတ်ရခြင်းမှာပဲတတိဆိုတာကဒါပေမဲ့သူအောက်မိတဲ့အမှတ်ရတဲ့အာယုံကတော့အမျိုးမျိုးရှိနိုင်တယ်ပေါ့အဲ့တော့ဦးဇင်းတို့အကျိုးများတဲ့တတိ10မျိုးဆိုတာမြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်ဧကနိပ္ပတ်ထဲမှာအကျိုးကျေးဇူးများစွာရှိတယ်ဆိုပြီးတော့ဝါများအထုတ်တဲ့နေဆိုပြီးတိုက်တွန်းထားတဲ့သုတ်တန်လေးတွေဒါတွေကိုဦးဇင်းတို့အခြေခံပြီးတော့အကျိုးများသောတတိ10မျိုးတဲ့နာယူကြည်ညိုကြည့်ရအောင်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေဟာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟူသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပိဇောတဝိယတမောဟဓမ္မသာနေရမေရလောကကရုဝဏိဒုက္ကတံဂတိဝိမု တံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြတ်သောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပိဇောတဝိယတမောဟဓမ္မအရဟတမေတိဟုသောအယဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသာနေရမေရလောကကရောလူနာမြမတတဝအနန္တတို့ဤကြောင့်ဒီတန်တို့လေးကလေးပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု တံဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတော်မာတိထိုတစ်ဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပြီးထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမကဲ့သို့ပြတ်သားထင်တဲ့သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညပရမမမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဟောနေဝနာမှာကာယဝစီမနောကြည်၍သုံးလိဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်စုံမိုးကရှိခိုးညုပါ၏မြတ်စွာဘုရားအကျိုးများသောတတိ10မျိုးတဲ့စတင်ပြီးတော့နာယူကြည်ညိုမှတ်သားကြရအောင်ဗျာဘုရားတို့ဘယ်ကနေစတင်ပြီးတော့ပြောကြတော့ဆိုတော့အင်္ဂုတ္တပါဠိတော်တတ္တကနိပ္ပတ်ထဲမှာတတ္ထုသာသနာသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိပါတယ်အဲ့ဒီသုတ်တံမြတ်စွာဘုရားဘာကြောင့်ဟောရတာတုံးဆိုတော့အခါတစ်ပါးမှာမြတ်စွာဘုရားရဲ့တန်တော်ဘာကိုဝီနီးအရာမှာဣတတေရတော်မူခဲ့တဲ့ရှံဥပါလိမထေရဆိုတာရှိတယ်။နော်ပေတတို့သိပါတယ်ဟုတ်လား။နော်တာဂီဝေမင်းသား6ယောက်ယဟန်ပြုတော့အဲ့ဒီတာဂီဝေမင်းသား6ယောက်ကိုစံမုတ်စိတ်ပြုပြင်ပေးရတဲ့စတ္တာဒီဥပါလိဆိုတာနော်။အဲ့ဒီဥပါလိကိုတာဂီဝေမင်းသား6ယောက်ကတို့တာဂီဝေတွေဟာအလွန်တရာမှမာမာနာကြီးတယ်။ဒါကြောင့်ဒီဥပါလိကိုအရင်ယဟန်ပြုစီမယ်။ပြီးရင်သူ့ရဲ့ခြေကိုရှ िख ိုးပြီးတော့မှတို့ယဟန်ပြုမယ်ဆိုပြီးတော့အဲ့ဒီတာဂူရင်မင်းသား6ယောက်ရဲ့အရင်သူယဟန်ဖြစ်တယ်ပေါ့နောက်တော့အဲ့ဒီရှင်ဥပါလိကဝီနီးအရာမှာဣတရေရတယ်အဲ့ဒါရှားရှားပါပါရှင်ဥပါလိကိုဟောထားတဲ့သုတ်တံလက်ဒီတထုသာသနာသုတ်တံဆိုတာတထုသာသနာဆိုတာတထုဆိုတာမြတ်စွာဘုရားသာသနာဆိုတာအဆုံးအမမြတ်စွာဘုရားရဲ့အဆုံးအမလို့အဲ့ဒါလိုသုတ်တံရဲ့နာမည်လေးပေးထားအဲ့ဒါလိုနဲ့ဥပါလိမထေရကမြတ်စွာဘုရားထံတော်ကချင်းကပ်ပြီးတော့သူကတရားတောင်းတာမြတ်စွာဘုရားကို
တုမေပန္တိဘဂဝါတံခိတေနဓမ္မံဒေတိတုဗန္ဒီမြတ်စွာဘုရားတဲ့ဘဂဝါဘုရားရှင်ကိုရောမြတ်ကြီးသည်မန္တပြည်တော်ကိုတံခိတေနအချင်းချုပ်အံဖြင့်ဓမ္မံသူတော်ကောင်းတရားကိုဒေတိတုဟောကြားတော်မူပါမြတ်စွာဘုရားဘုရားတပည့်တော်တောင်းပန်ပါတယ်ဘုရားတပည့်တော်ကိုအချင်းချုပ်တရားလေးဟောပြတော်မူပါတရားကိုသူအကျေကြီးဟောပြဖို့တောင်းဆိုတာတော့မဟုတ်တန်ခိတ်တေနဓမ္မံဒေတိတုတရားကိုအချင်းကလေးဟောပါတဲ့တကယ်လို့မြတ်စွာဘုရားအဲ့ဒါလိုတရားဟောခဲ့မယ်ဆိုလို့ရှိရင်တဲ့ယမဟံဘဂဝတောဓမ္မသုတ်တဝါဧကောဝုပကထောအပ္ပမထောအာတာပိပဟိတထောဝိဟရိယသူကအမခံချက်ကလေးနဲ့ဂတိဝန်ခံချက်လေးနဲ့တရားတောင်းတာတကယ်လို့မြတ်စွာဘုရားတရားဟောခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီတရားကိုနာယူပြီးတဲ့အခါမှာသူဘလို့နေမှာလဲဆိုတော့ဧကောတဲ့တယောက်တည်းနေပါမေးတဲ့ဟုတ်လားမြတ်စွာဘုရားအချင်းချုပ်ဟောလိုက်တဲ့တရားကိုနားပြီးတဲ့နောက်မှာသူဟာဧကောတဲ့တယောက်တည်းနေမေးတဲ့နောက်ဝုပကထောတဲ့ဝုပကထဆိုတာကနောက်ခန္ဓာကိုယ်ရဲ့အပေါင်းဖော်စိတ်ရဲ့အပေါင်းဖော်ကင်းပြီးတော့စိတ်ဉာဏ်အရာမှာနေမယ်ပေါ့အဲ့ဒီခန္ဓာဒီဘဝမှာအပေါင်းဖော်တွေဒါမျက်စိနဲ့မြင်ရတဲ့ကိုယ်ဝန်းကျင်ကလူတွေဒါတွေကိုခွာရှောင်ပြီးတော့နောက်စိတ်ရဲ့အပေါင်းဖော်ဆိုတာကတော့ကိလေသာတရားတွေကိုပြောတာပါနောက်စိတ်ကများသောအားဖြင့်လောဘဒေါသမောဟနဲ့ပဲပေါင်းတင်ဆက်ဆံပြီးတော့နေတာပေါ့အဲ့တော့ဒီခန္ဓာကိုယ်ရဲ့အပေါင်းဖော်ဖြစ်တဲ့တခြားသောလူတွေနဲ့နောက်စိတ်ရဲ့အပေါင်းဖော်ဖြစ်တဲ့ကိလေသာတရားတွေနဲ့ကင်းကွာပြီးတော့ဝုပကထစိတ်ဉာဏ်အရာမှာသူနေပါမေရောနော်ဧကောဝုပကထောပြီးတော့အပ္ပမထောတွေအပ္ပမထောဆိုတာအပ္ပမဒဆိုတဲ့တတိတရားကိုပြောတာနောက်ကမ္မထာတရားကြိုးစားအထုတ်ပြီးဆိုရင်ဒီအပ္ပမဒတရားကအဓိကအခြေခံတော့ချက်ကြတဲ့အရေးအကြီးဆုံးတရားပေါ့သူမပါလို့ရှိရင်ဘယ်သူတော်ကောင်းတရားမှအလုံးမဖြစ်ဘူးပေါ့နော်ဒါကြောင့်နံပါတ်3အပ္ပမထောမမေ့မေ့လျော့တဲ့တတိတရားလက်ကင်ထားပြီးတော့လဲသူနေပါမယ်ပေါ့ဧကောဝုပကထောအပ္ပမထောပြီးတော့အာတာပိတဲ့အာတာပိဆိုတာကပြင်းထန်ထက်သန်တဲ့လုံလဝရိယကိလေသာကိုပူလောင်၆တွေ့သွားစေနိုင်လောက်အောင်အစွမ်းတတိကြီးမားတဲ့ဝရိယတရားအဲ့ဒီဝရိယကိုလည်းပဲဖြစ်စီပြီးတော့သူနေပါမယ်ပေါ့ဧကောဝုပကထောအပ္ပမထောအာတာပိပြီးတော့ဗာပြောတော့ဆိုတော့ပဟိတထောတဲ့ပဟိတထောဆိုတာကကိုယ်နဲ့အသက်ကိုမငက်ကွက်သေးနဲ့ရဲဆွန့်လွတ်ပြီးတော့နိဗ္ဗာန်ကိုရှစ်လွတ်သောစိတ်ဖြင့်ဝိဟရိယံသူနေပါမယ်တဲ့နော်သူလုပ်တဲ့အလုပ်တွေအကုန်လုံးဟာနိဗ္ဗာန်ကိုဥတည်ပြီးတော့နိဗ္ဗာန်ကိုရလိုတဲ့စိတ်နဲ့သာလေအဲ့ဒါလိုလုပ်တဲ့နေရာမှာလည်းပဲကိုယ်နဲ့အသက်ကိုမငက်ကွက်သေးနဲ့ရဲဆွန့်လွတ်ပြီးတော့နိဗ္ဗာန်ကိုဥတည်ချက်ထားပြီးတော့သူနေပါမယ်တဲ့ဟုတ်လားမြတ်စွာဘုရားတောင်းပန်ပါတယ်ဘုရားတပည့်တော်ကိုတရားအချင်းချုပ်ကလေးဟောပါမြတ်စွာဘုရားရဲ့တရားကိုနားပြီးလို့ရှိရင်ဘုရားတပည့်တော်တယောက်တည်းစိတ်ဉာဏ်အရာချင်းကပ်ပြီးတော့မမိတ်မလျော့တဲ့တတိတရားနဲ့ပြင်းထန်တဲ့လုံလဝရိယနဲ့နိဗ္ဗာန်ကိုရှေ့လွတ်သောစိတ်ဖြင့်ဘုရားပြီးတော့နေပါမယ်လို့သူပြောတာအဲ့လိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကတရားဟောပုံကလေးကအဲ့ဒီသုတ်တံမှာတစ်မျိုးတစ်ပါးသာထူးခြားတယ်လို့ဆိုရမယ်ဘယ်လိုဟောတုံဆိုတော့ဥပ္ပါလေတဲ့အခုပြောမယ်အကျိုးကျေးဇူး9မျိုးကိုမရရှိစေနိုင်ဘူးဆိုလို့ရှိရင်ဧကံတေနဥပ္ပါလိဓာရိယံတိနေသောဓမ္မောနေသောဝိနယောနေတံတထုသာသနာအခုပြောမဲ့အကျိုးကျေးဇူး9မျိုးကိုမဖြစ်စေဘူးဆိုလို့ရှိရင်နေသောဓမ္မောအဲ့ဒါတရားမဟုတ်ဘူးလို့ဧကံတေနဧကန္တကိုပဲသင်ဟာဓာရိယံတိမှတ်ရဟောအခုပြောတဲ့အကျိုးကျေးဇူး9မျိုးမဖြစ်စေနိုင်ဘူးဆိုရင်အဲ့ဒါဟာတရားမဟုတ်နော်နေသောဝိနယောနေသောအဲ့ဒီတရားဟာနဝိနယောဝိနယလည်းမဟုတ်ဟုတ်လားနေတံတထုသာသနာနော်ဧတံအဲ့ဒီတရားဟာနတထုသာသနာမြတ်စွာဘုရားရဲ့အဆုံးအမသာသနာလို့လည်းပဲပြောလို့မရဘူးတဲ့အဲ့ဒါကိုဧကံတေနဓာရိယံတိသေချာဖို့အဲ့ဒါလိုမှတ်ရမယ်ဆိုတဲ့ဩဝါဒနဲ့မြတ်စွာဘုရားဟောတယ်နော်အခုပြောမဲ့အကျိုးကျေးဇူး9မျိုးကိုမဖြစ်ပေါ်စေဘူးဆိုရင်အဲ့ဒီလိုတရားမျိုးဟာတရားမဟုတ်ဘူးဝိနည်းမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့အဲ့တော့အဲ့ဒီအကျိုးကျေးဇူး9မျိုးကဘာတော့နော်အဲ့ဒီအကျိုးကျေးဇူး9မျိုးကဘာလဲဆိုတော့ဣမေဓမ္မာနဧကန္တနိဗ္ဗိဒာယဝိရာဂာယនិရောဓာယဥပတ္တမယအဘိညာယတံဘောဓာယနိဗ္ဗာနာယတံဝတ္တန္တိပေတပေါင်းသူတော်ကောင်းတို့ဒီပါဠိပိုက်ကလေးကတော့ဒီကနေ့ည
ခါတလဲလဲကြားရမယ်ပါဠိပဲလေဒီတရားလေးနားပြီးရင်တော့အဲ့ဒါအလွတ်ရသွားလောက်အောင်ဦးဇင်းကတော့ပြောလိမ့်မယ်ဟုတ်လားနော်ဧကန္တနေပိရာယဝိရာဂာယနိရောဓာယဥပတမယအဘိညာယတံဘောဓာယနိဗ္ဗာနာယတံဝတ္တိ9မျိုးနော်အခုပြောမယ့်အကျိုးကျေးဇူး9မျိုးဆိုတာဒါပဲအဲ့ဒီအကျိုးကျေးဇူး9မျိုးကိုသာမမျိုးကိုသာဒီဖို့ဆိုလို့ရှိရင်နေသောဓမ္မောနေသောဝိနည်းယောနေတံတထုတာတအဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားအဆုံးအမဟုတ်ဘူးလို့ဧကံတေနသေချာပေါက်ဒါရိယတိမှတ်ရမယ်တဲ့ဟောဘာလို့တရားကိုပြောတဲ့နေရာမှာဒါသတ်မှတ်ချက်ပေးလိုက်တာတရားကိုဟောနေတာမျိုးကျုပ်တည်းကြည့်ရင်တော့မဟုတ်ဘူးလို့တောင်ထင်ရှားရှိတယ်ပေါ့ဟုတ်လားဒါပေမဲ့တရားတစ်ခုကိုစီစစ်ကြည့်တဲ့အခါမှာဒီအကျိုးကျေးဇူး9မျိုးကိုမဖြစ်ပေါ်စေဘူးဆိုရင်ဒါတရားမဟုတ်ဘူးဝိနည်းမဟုတ်ဘူးအဆုံးအမဟုတ်ဘူးအဲ့တော့အဲ့ဒီအကျိုးကျေးဇူး9မျိုးကဘာတော့နံပါတ်1ဧကန္တနိဗ္ဗိရာယစင်စစ်ဧကံတန်တရားဝိရှင်ရဲ့ကိုညင်းငွေခြင်းအလို့ငါဟောသေချာပေါက်စိတ်ထဲမှာတန်တရားဝိရှင်ရဲ့ကိုညင်းငွေသွားစေတယ်ဆိုတဲ့အကျိုးကျေးဇူးတော့တရားတစ်ခုကိုနားလိုက်တယ်တရားကိုနှလုံးသွင်းလိုက်တယ်မှတ်သားလိုက်တယ်အဲ့ဒီတရားဟာတန်တရားဝိရှင်ရဲ့ကိုညင်းငွေသွားစေတာမျိုးဖြစ်မလာဘူးဆိုရင်တန်တရားဝိရှင်ရဲ့ကိုညင်းငွေသွားဖို့ဘာအထောက်အကူမှမပြုဘူးဆိုလို့ရှိရင်အဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါအဆုံးအမမဟုတ်ဘူးတဲ့ဟောဒါတရားဟုတ်လားမဟုတ်လားလို့စီစစ်ဖို့ပေရန်တစ်ချောင်းလို့လည်းပဲပြောလို့ရတယ်ချိန်ခွင်တစ်လက်လို့လည်းပဲပြောလို့ရတယ်နော်အဲ့တော့အကျိုးကျေးဇူး9မျိုးကိုဇက်တိုက်ပဲဦးဇင်းတို့ပြောသွားမယ်နော်နံပါတ်1ကဧကန္တနေပိရာယစင်စစ်ဧကံတန်တရားဝရှင်ရဲ့ကိုညီငွေတဲ့စိတ်ဖြစ်ရမယ်သူတော်ကောင်းတရားဆိုတာဟုတ်လားတကယ်တမ်းကတန်တရားဆိုတာကပျော်စရာနှစ်သက်စရာအနေအထားမျိုးမဟုတ်ဘူးသို့တော်ဒကာမတို့ဦးဇင်းတို့ပုထုဇဉ်တွေဖြစ်နေတော့ဘဝရဲ့အပေါ်မှာတန်တရားရဲ့အပေါ်မှာမှန်မှန်ကန်ကန်မသိနိုင်မမြင်နိုင်ကြသေးတော့ဒါကိုညှင်းငွေရကောင်မှမသိဘူးပေါ့နော်ပျော်စရာလို့ထင်တယ်နှစ်သက်စရာလို့ထင်တယ်တန်ဖိုးရှိတယ်လို့ထင်တယ်ပေါ့တကယ်အစစ်အမှန်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးဟုတ်လားဒါကြောင့်တန်တရားဝရှင်ကိုညှင်းငွေခြင်းဆိုတဲ့အကျိုးကျေးဇူးကိုဖြစ်စေရမယ်တကယ်လို့မဖြစ်စေဘူးဆိုရင်ဒါတရားမဟုတ်ဘူးဒီလိုပြောတာဟုတ်လားဧကန္တနေပိရာယနောက်ဝိရာဂာယတဲ့ဝိရာဂာယဆိုတာကဒီဘဝဒုက္ခတွေရဲ့ပုံမှာတန်တရားဝရှင်ရဲ့ပုံမှာဆွဲမဲ့မှုကင်းသွားတဲ့သဘောဟုတ်လားဆွဲမဲ့မှုကင်းသွားတဲ့သဘောကိုဝိရာဂလို့ပြောတာအဲ့ဒါကဒုတိယအကျိုးကျေးဇူးပေါ့ဧကန္တနေပိရာယဝိရာဂာယနိရောဓာယနိရောဓဆိုတာကကိလေသာတွေရဲ့ချုပ်ဆုံးတဲ့သဘောကိလေသာချုပ်လို့အကြောင်းတရားချုပ်သွားတဲ့အတွက်ကြောင့်အကျိုးတရားဖြစ်တဲ့ဒုက္ခတွေပါချုပ်သွားတာကိလေသာနဲ့ဒုက္ခအကြောင်းအကျိုးချုပ်ဆုံးသွားတဲ့သဘောကိုဒါနိရောဓလို့ပြောရတယ်ဟုတ်လားဒါတတိယအကျိုးကျေးဇူးပေါ့ဧကန္တနေပိရာယဝိရာဂာယနိရောဓာယဥပတမယတဲ့ဥပတမယဆိုတာကငြိမ်းအေးတဲ့သဘောကိုယ့်ရဲ့စိတ်ကိုပူလောင်အောင်ရွှတ်မြိုက်တဲ့ရာဂဒေါသမောဟအစရှိတဲ့ကိလေသာမီးတောက်တွေငြိမ်းသွားတဲ့အတွက်ကြောင့်စိတ်နှလုံးဟာအေးသွားတဲ့သဘောဒါကိုငြိမ်းအေးတယ်ပေါ့နော်အဲ့ဒီငြိမ်းအေးတယ်ဆိုတာသရုထမြောက်အကျိုးကျေးဇူးဟုတ်လားဧကန္တနေပိရာယဝိရာဂာယနိရောဓာယဥပတမယအဘိညာယတဲ့၅ခုမြောက်ကအဘိညာယဆိုတာထူးသောဉာဏ်ဖြင့်သိတာထူးသောဉာဏ်ဖြင့်သိတယ်ဆိုတာကဦးဇင်းတို့ယုဒ္ဓနန္တသဘာဝတရားတွေရဲ့အပေါ်မှာတည်မြဲမှုမရှိတဲ့အနိစ္စလက္ခဏာအကောင်းမဟုတ်ဘူးဆိုတဲ့ဒုက္ခလက္ခဏာတော့အစိုးမရမပိုင်မနိုင်ဘူးဆိုတဲ့အနတ္တလက္ခဏာအဲ့ဒီအနိစ္စဒုက္ခအနတ္တလက္ခဏာရဲ့သုံးပါးကိုသိတဲ့သဘောကိုဒီနေရာမှာအဘိညာယထူးသောဉာဏ်ဖြင့်သိတယ်လို့ပြောတယ်တဲ့ပြောရင်ဝိပဿနာဉာဏ်ဖြင့်သိတယ်ပေါ့တော့ထူးသောဉာဏ်ဖြင့်သိတယ်အတိတူလို့ဆိုရမှာတရားဓမ္မတို့ဦးဇင်းတို့နတ်ပုံမှန်နေရောနေစဉ်တာမန်သိရောသိစဉ်အတိကအတိတူမဟုတ်ဘူးအဆိုကြပါစို့မြင်လိုက်တယ်ဆိုရင်ကိုကဘလို့သိတော့ဒါယောက်ျားလေးတွေပဲလို့သိတယ်ဒါမိန်းကလေးတွေပဲလို့သိတယ်ဒါတို့အိမ်ကလူပဲလို့သိတယ်ဒါကအိမ်နီးနားချင်းဒါကတို့ရက်ွက်ထဲကလူဒါကတော့ငါမသိတဲ့လူပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်နဲ့သိတာတော့တမဲ့တွေကိုကြည့်ပြီးဆိုရင်လည်းပဲကိုကအိမ်တို့ကျောင်းတို့လမ်းတို့ဟုတ်လားကားတို့ဒီလိုတရက်တွေဝတ္ထုတွေအနေနဲ့ပဲကိုကသိတာတကယ်ကအဲ့ဒါဟာအတိတူမဟုတ်အဲ့ဒါကသမုဒိသစ္စာနယ်ပယ်ကကြည့်ရင်သာမှန်တဲ့အမှန်ပေါ့ဟုတ်လားဘလောက်မှမလေးနဲ့တော့အမှန်တရားအဲ့ဒီအမှန်ကိုသိုံမြတ်နဲ့နိဗ္ဗာန်ချမ်းသာကိုမရနိုင်ဘူးဟုတ်လားပရမတ္ထသစ္စာကိုမြင်မှပရမတ္ထသစ္စာဆိုတာကယုံ nant တို့ရဲ့သဘာဝပေါ့နော်
အဲ့ဒီယုံနာတို့ရဲ့တဘာဝတရားဟာလည်းပဲပိဋကပေါင်းသူတော်ကောင်းတို့သူကတာမင်ညလက္ခဏာနော်တဘာဝလက္ခဏာဆိုပြီးတော့သူ့လက္ခဏာလေးတွေနဲ့သူရှိတယ်ပေါ့တဘာဝလက္ခဏာဆိုတာကအသီးအသီးရဲ့ထူးခြားတဲ့လက္ခဏာဆိုကြပါစို့အကျဉ်းပြောရမယ်ဆိုရင်ရုပ်ဆိုရင်ဖောက်ပြန်တဲ့လက္ခဏာရှိတယ်နာမ်ဆိုလို့ရှိရင်အာယုံကိုညှတ်တက်တဲ့ခံစားတက်တဲ့နော်လက္ခဏာရှိတယ်ပေါ့မတူဘူးနော်တဘာဝလက္ခဏာဆိုတာအဲ့လိုအသီးအသီးထူးခြားတဲ့လက္ခဏာရုပ်မှာတောင်မှပထဝီဆိုရင်တော့မာကျောတဲ့သဘောနုညံပျော်ပြောင်းတဲ့သဘောဒါကတစ်မျိုးတေဇောဆိုရင်ပူတဲ့သဘောအေးတဲ့သဘောဒါသူတို့ရဲ့အသီးအသီးလက္ခဏာအဲ့လိုအသီးအသီးလက္ခဏာကိုတဘာဝလက္ခဏာလို့ပြောတယ်တာမင်ညလက္ခဏာလို့ရှိသေးတယ်တဲ့ယုံနာနဲ့မှာတာမင်ညလက္ခဏာဆိုတာဘာပြောတာလဲဆိုတော့အားလုံးနဲ့ဆိုင်တဲ့လက္ခဏာလို့အကြံဉာဏ်နားလဲရပါတဘာဝတရားတွေရဲ့အားလုံးနဲ့ဆိုင်တဲ့လက္ခဏာအဲ့ဒါကဘာလဲဆိုတော့ရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်ပထဝီပဲဖြစ်ဖြစ်တေဇောပဲဖြစ်ဖြစ်တည်မြဲမှုမရှိဘူးဆိုတဲ့အနိစ္စဖြစ်တာချင်းတော့အတူတူပဲဟုတ်လားဒါကြောင့်အနိစ္စဆိုတဲ့သဘာဝတရားဟာယုံနာတို့ရဲ့တာမင်ညလက္ခဏာဟုတ်လားခုဒီမှာဦးဇင်းတို့ထူးသောဉာဏ်ဖြင့်သိတယ်ဆိုတာအဲ့ဒီတာမင်ညလက္ခဏာကိုစိုက်အောင်ပရမတ္ထတရားတွေရဲ့အပေါ်မှာအမြင်စူးရှာတဲ့သဘောဟုတ်လားအဲ့ဒါလိုပရမတ္ထသဘာဝတရားတွေရဲ့အပေါ်မှာတာမင်ညလက္ခဏာကိုစိုက်ရောက်သည့်အထိသိတဲ့မြင်တဲ့ဉာဏ်တွေရင့်ကျက်လာပြီဆိုလို့ရှိရင်နော်မဉ္ဇဉ်ဆိုတဲ့တန်ဘောဓာယနောက်ထပ်ဦးဇင်းတို့6ခုမြောက်အကျိုးကျေးဇူးအဘိညာယကဝိပဿနာဉာဏ်ကိုရည်ရွယ်တာတန်ဘောဓာယဆိုတာကဝိပဿနာဉာဏ်ကိုရင့်ကျက်အောင်ပွားများလို့နော်သစ္စာ၄ပါးကိုထုတ်ထွင်းပြီးတော့သိတယ်အရိယာမဉ္ဇဉ်၄ပါးကိုရည်ရွယ်တာဟုတ်လားအဲ့တော့အကျိုးကျေးဇူး6ပါးရှိသွားပြီနော်ဧကန္တနေပိဒါယဝိရာဂာယနိရောဓာယဥပဒမာယအဘိညာယတံဘောဓာယနောက်နိဗ္ဗာနာယနိဗ္ဗာနာယဆိုတာကဒုက္ခကသိချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရတဲ့သဘောတနည်းအားဖြင့်ဖို့ဉဏ်ဖြင့်မျက်မှောက်ပြုရတဲ့သဘောဟုတ်လားအဲ့လိုမျိုးပိဋကပေါင်းသူတော်ကောင်းတို့အကျိုးကျေးဇူး9မျိုးဟုတ်လားအဲ့ဒါသင်သိထားတဲ့တရားတစ်ခုဟာတကယ်လို့သာဒီလိုအကျိုးကျေးဇူး9မျိုးကိုမဖြစ်ပေါ်စေနိုင်ဘူးဖြစ်ပေါ်ဖို့အတွက်ဘာအထောက်အပံ့မှမဖြစ်စေနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါဒီနေသောဓမ္မောအဲ့ဒါတရားမဟုတ်ဘူးတဲ့နေသောဝိနည်းရောအဲ့ဒါဝိနည်းမဟုတ်ဘူးနေတံတထုသာသနာအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ပါဘူးတဲ့။ဘယ်လောက်ရှင်းလင်းတဲ့ဟောပြောချက်တုံးနော်တခါကြီးမှန်ပြီ။တကယ်လို့သင်ဟာတရားကိုတရားလို့မှတ်ကျင်တယ်ဆိုရင်ဝိနည်းလို့မှတ်ကျင်တယ်ဆိုရင်ဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမပဲလို့မှတ်ကျင်တယ်ဆိုရင်ဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ထွန်းစေတဲ့အရာဖြစ်ရလိမ့်မယ်။ဘာလို့တော့မြတ်စွာဘုရားအဲ့ဒီမှာခေါင်းကောက်ပြီးတော့ပြောသွားတာတော့မရှိဘူး။အဲ့ဒီသုတ်တံမှာဟုတ်လားဧကန္တနေပိဒါယဝိရာဂာယနိရောဓာယဥပဒမာယအဘိညာယတံဘောဓာယနိဗ္ဗာနာယသံဝတ္တန္တိအဲ့ဒီအကျိုးကျေးဇူး9မျိုးကိုသာဖြစ်စေမယ်ဆိုရင်တော့ဧသောဓမ္မောအဲ့ဒါတရားပဲတဲ့ဟုတ်လားဧသောဝိနည်းရောအဲ့ဒါဝိနည်းပဲဧတံတထုတာရဏအဲ့ဒါမြတ်စွာဘုရားရဲ့အစိုးအမပဲတဲ့ဟုတ်လားအဲ့ဒါလို့ဆိုရင်ပိဋကပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားဟောထားတဲ့တရားတွေဟာအကုန်လုံးဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ထွန်းစေတာကြီးပါပဲသူအတိုင်းတာနဲ့သူအထောက်အပံ့ဖြစ်စေတာကြီးပါပဲဟုတ်ရဲ့လားအဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့လောကကြီးမှာသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ဒါအမျိုးမျိုးတချို့လည်းပဲရှုပ်ထွေးနေကြတာလေးတွေရှိတယ်ပေါ့ဟုတ်လားအဲ့ဒါအတွက်ဒါတရားဟုတ်လားတရားမဟုတ်ဘူးလားဝိနည်းဟုတ်လားဝိနည်းမဟုတ်ဘူးလားမြတ်စွာဘုရားရဲ့အဆုံးအမဟုတ်လားမဟုတ်ဘူးလားဆိုတာကိုတော့ဒီတိုင်းတာစရာတရား9မျိုးနဲ့တိုင်းတာပြီးတော့မကြည့်သင့်ဘူးလားကြည့်သင့်တယ်နဝေစင်းရဲကိုညှင်းငွေသွားစေသလားတမဲ့မှုကင်းသွားစေသလားကိလေသာနဲ့ဒုက္ခချုပ်ဆုံးသွားစေသလားငြိမ်းအေးမှုဖြစ်သွားစေသလားထူးသောဉာဏ်ဖြင့်သိသွားစေသလားနော်မဲ့ဉာဏ်ဖြင့်ထိုးထွင်းပြီးတော့သိသွားစေသလားနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်ဘာအထောက်အကူပြုလဲအစရှိသဖြင့်ဝေဖန်စီသိကြည့်ဖို့မလိုဘူးလားလိုတယ်တကယ်လို့အဲ့ဒီအကျိုးကျေးဇူး9မျိုးရခဲ့မယ်ဆိုရင်တော့ဒါတရားပဲဒါဝိနည်းပဲဒါမြတ်စွာဘုရားရဲ့အဆုံးအမပဲလို့ဧကံတေနသိကြပါဦးဒါရိယာတိမှတ်ရမယ်တဲ့မြတ်စွာဘုရားဟုတ်လားအဲ့လိုဆိုရင်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမများစွာတွေကဒါလိုက်ဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေပါတယ်လို့မြတ်စွာဘုရားဝန်ခံပြီးတော့ဟောထားတဲ့ဒေသနာလေးတွေကိုစုစည်းပြီးတော့ဦးဇင်းတို့ဆက်ပြောကြည့်အောင်ဟုတ်လားအဲ့ဒါကဦးဇင်းတို့ဘယ်မှာတွေ့ရတော့ဆိုတော့အင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာတွေ့ရတယ်ပေါ့နော်ဘယ်လိုဟောထားတော့ဆိုတော့ဧကဓမ္မောဘိက္ခဝေဘာဝိတောဘဟုလိကတောဧကန္တနိဗ္ဗိဒာယဝိရာဂာယနိရောဓာယဥပဒမာယအဘိညာယတံဘောဓာယနိဗ္ဗာနာယတံဝတ္တတိယဟန်တို့တဲ့အခုပြောမယ်
ဧကဓမ္မတစ်ခုသောတရားကိုဘာဝီတော်ပွားများမယ်ဆိုရင်ဗဟုလိကတော်ကျင့်ဖန်များစွာဖြစ်ပေါ်စေမယ်ဆိုလို့ရှိရင်ဟောစောစောကပြောတဲ့အကျိုးကျေးဇူး9မျိုးတစ်ခုချင်းဥစဉ်ပြန်မပြောတော့ဘူးနော်ဧကန္တနေဝိဓာယဝိဓာကာယနိရောဓာယဥပတမယအဘိညာယသံဘောဓာယနိဗ္ဗာနာယဒီအကျိုးကျေး9မျိုးကိုသဝတ္တိဖြစ်ပေါ်စေလိမ့်မယ်ဟုတ်လားအဲ့ဒီပွားများအထောက်ရမယ်တစ်ခုသောတရားကဘာလဲကတမောဧကဓမ္မောအဲ့ဒီတစ်ခုသောတရားကဘာလဲဆိုတော့ဗုဒ္ဓနုတ္တိဟောစဟောတယ်နော်ဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေတဲ့ပွားများအထောက်ရမယ်တစ်ခုသောတရားကဘာတဲ့တော့ဗုဒ္ဓနုတ္တိဗုဒ္ဓနုတ္တိဆိုတာကမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအဖန်ဖန်အောက်မေ့အမှတ်ရတဲ့တတိနော်တတိတော့တတိပဲသို့တော့ဒီတတိကဘာကိုအောက်မေ့တာလဲဘာကိုအမှတ်ရတာလဲဆိုတော့ဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအမှတ်ရတာတော့ဒီနေ့မှာပြည့်တဲ့ပေါင်းတော်တခုတော့စဉ်းစားတရားရှိတယ်ဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအမှတ်ရဖို့ဆိုရင်ရှိဥစွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအရင်နားလေထားပြီးဖို့တော့လိုတာပေါ့ဘာမှကိုကနားလေထားနေတာမရှိဘူးဆိုရင်ဘယ်လိုလုပ်ပြီးတော့အမှတ်ရမလို့ဟုတ်တယ်မဟုတ်လားဒါကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုကိုဟာစွမ်းအားရှိသမျှကိုယ့်ရဲ့ခေါင်းထဲမှာမှတ်သားဖို့ထားရမယ်နားလည်ဖို့ထားရမယ်ပြီးမှအဲ့ဒါကိုပြန်ပြီးတော့အဖန်ဖန်အောက်မေ့တယ်အမှတ်ရတယ်ဆိုတဲ့သတိဖြစ်အောင်လုပ်ရမယ်ပေါ့ဟုတ်ရလားအဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာကအလွန်တရာမှကျင့်ပြတ်တဲ့သဘောကြီးမားတဲ့သဘောရှိတယ်ဘယ်လောက်ဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဟာများပြားလဲဆိုလို့ရှိရင်တဲ့ဦးဇင်းတို့မှတ်သားဖို့တာလေးတစ်ခုအကယ်၍မြန်ဟောဒီကမ္ဘာလောကရကြီးမှာဘုရားနှစ်ဆူပွင့်ခဲ့မယ်ဆိုရပါစို့တဆူသောဘုရားသည်ဒီပြင်တရားဒေသနာကိုဘာမှမပြောဘဲနဲ့သူ့ရဲ့အာယုကပတ်လုံးတဆူသောဘုရားရဲ့ဂုဏ်ကိုသာပြောနေမယ်ဆိုလို့ရှိရင်အဲ့ဒီဘုရားပြိဋိဘန္နာဆံသွားမယ်တဆူသောဘုရားရဲ့ဂုဏ်ဟာကုန်သွားမှာမဟုတ်ဘူးတဲ့အဲ့ဒါတော့မြတ်စွာဘုရားတဆူရဲ့ဂုဏ်ကျေးဇူးတွေဟာများပြားတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ရှိသူတော်ကောင်းကြီးတွေကဘုရားရှိခိုးစီစဉ်တဲ့နေရာမှာဘလို့စီစဉ်ထားတော့စတာချင်းအစိမ့်နေယအပမေယအစိမ့်တရားဆိုတာဘာပြောတာလဲမကြံစီနိုင်လောက်အောင်ကြီးမားကျယ်ပြန့်တဲ့အဓိပ္ပာယ်ရှိတယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဟာအပမေယဆိုတာကျတော့ပမာဏပြလို့မရဘူးတိုင်းတာလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်လားအဲ့လိုမကြီးကြီးမားကျယ်ပြန့်တဲ့မဆုံးနိုင်လောက်အောင်နော်ကြီးမားတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုမြတ်စွာဘုရားကနော်အချင်းချုပ်ပြီးတော့ဟောပြထားတယ်ဒေသနာတော်တော်များများမှာအဲ့ဒါကိုပေးတဲ့ပေါင်းတော်ကောင်းတို့ငယ်ချင်းတောင်ကြီးကလေးဘဝတွေကစပြီးတော့နှမိဘတွေကသင်ထားလို့အလုံးနိဗ္ဗာန်ဗုဒ္ဓဘာသာဝင်မှန်လို့ရှိရင်တက်ကြပြီးသားလို့ဥစဉ်ထင်ပါတယ်ဟုတ်လားဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထဒေဝမနုဿာနံဗုဒ္ဓောဘဂဝါဂုဏ်တော်9ပါးနောက်ဂုဏ်တော်9ပါးကိုပိဿပေါင်းသူတော်ကောင်းတို့ဒါကပါဠိလိုဟောထားတာကိုကဗမာလိုပြောတဲ့ဗမာလူမျိုးဟုတ်လားအဲ့တော့ဒီပါဠိလိုပြောထားတဲ့ဒီစကားလုံးလေးတွေရဲ့အ내အဓိပ္ပာယ်ကိုသဘောပေါက်ထားဖို့နားလည်ဖို့ဒါအလွန်အရေးကြီးတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီဂုဏ်တော်9ပါးလုံးကိုတစ်ခုချင်းအသေးစိတ်အဓိပ္ပာယ်ကိုပြောနေရင်ဦးဇင်းတို့ရဲ့တရားကဂုဏ်တော်ပွင့်ဖြစ်သွားလိမ့်မယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဂုဏ်တော်တစ်မျိုးပဲဦးဇင်းတို့ပြောမယ်ကျန်တဲ့ဂုဏ်တော်တွေကတော့ဒီပိသားလည်းဖြစ်ကောင်းဖြစ်မယ်အကယ်၍မသိဘူးဆိုရင်လည်းလေ့လာရတာအလွန်လွယ်ပါတယ်ဟုတ်လားအဲ့တော့ခုနကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေနိုင်တဲ့ကမ္မဋ္ဌာန်းတရားဖြစ်တယ်ဆိုပြီးတော့တန်ဖိုးထားတဲ့စိတ်မျက်နှိုးတဲ့စိတ်နဲ့ဆက်ပြီးတော့လေ့လာစေခြင်းနဲ့ပေါ့အကယ်၍မလေ့လာရသေးဘူးဆိုရင်ဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ကဘာပြောခြင်းလို့ဆိုတော့အရဟံဂုဏ်တော်အကြောင်းကိုတော့နည်းနည်းပြောခြင်းနော်ဦးဇင်းတို့ဒီနေရာမှာမင်းကွန်းစတော်ဘုရားကြီးကနော်သူ့ရဲ့ကျေးဇူးရှင်သီလရှင်ဆရာကြီးရှိတယ်ဒေါ်ဓမ္မစာရီတဲ့နော်ပညာတတ်သူတော်ကောင်းတကယ်ကိုအာကြအတူယူစရာကောင်းတဲ့အမျိုးသမီးကြီးလို့ဆိုပါတယ်အဲ့ဒီဒေါ်ဓမ္မစာရီဘွားသီလရှင်ဆရာကြီးကအမြဲတမ်းမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဝေယဝစ္စပြုရင်းနဲ့တန်ရှင်းရလုပ်ရင်းနဲ့သူ့ရဲ့နှုတ်ကတွတ်အမြဲတမ်းရွတ်တယ်လို့ပြောတယ်အဲ့ဒါလေးကကြာတော့ဆူရိုးလေးတွေဖြစ်လာတယ်ပေါ့အဲ့ဒါကိုစတော်ကြီးကပြန်ပြီးတော့မှတ်တမ်းတင်ထားအဲ့ဒီဆရာကြီးဆိုးတဲ့အတိုင်းလေးမှတ်တမ်းတင်ထားဟုတ်လားအဲ့ဒါလေးကိုရမယ်ဆိုလို့ရှိရင်ပိဿပေါင်းတော်တို့အရဟံဂုဏ်ရဲ့အဓိပ္ပာယ်ကိုကောင်းကောင်းသိမယ်ပေါ့နော်ပါဠိစာပေဆိုတာကပါဠိစကားလုံးတွေဆိုတာကအ내အဓိပ္ပာယ်ကနော်ချက်ရင်ချက်တဲ့လောက်တချို့ကကျေပြန့်တဲ့သဘောရှိတယ်အဲ့ဒီအရဟံရဲ့အဓိပ္ပာယ်ကိုအဲ့ဒီမှာ5မျိုးဖွင့်ပြရတယ်ပေါ့အဲ့ဒါကိုနော်ဆရာကြီးကစာတတ်ပေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူကအသေးစိတ်
ရေးနိုင်တာပေါ့ပြောနိုင်တာပေါ့နော်အပေဝဆင်းရဲတန်တရားဝဆင်းရဲကြီးအကြောင်းမကောင်းရုပ်မှ1500သောကိလေသာယံသူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွင်းမဲ့ပေတတ်ဝါဒနာအငွေ့တက်တဲ့တကွာထို1500သောကိလေသာတို့မှဝေးกว่าစိတ်ကိုယ်ရာ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုကြိမ်ဖန်အတန်တန်လေသောတန်တရားစိတ်အထောက်အကန့်တို့ကိုဖျက်ဆီးကြီးကဲလွန်မြတ်ဂုံတကတ်ကြောင့်လူနဲ့ပြမတတ္တဝါအလုံးတို့၏ပူဇော်ထုကိုခံယူတော်မူခြင်းကထိုက်တန်တော်မူပါပေသောတဲ့။နဲ့အိဗယ်ဘယ်နှမျိုးတော့5မျိုး။သူ့ရဲ့အနတိဗယ်ဖွင့်ဆိုမှုကအလွန်အနှစ်သာရရှိတယ်။နော်စကလုံးကျဉ်းချင်းလေးတွေနဲ့ကျေပြန့်တဲ့အဓိပ္ပာယ်ကိုပေါ်တယ်ပေါ့ဟုတ်လား။အပေဝဆင်းရဲတန်တရားဝဆင်းရဲ၏အကြောင်းမကောင်းရုပ်မှ1500သောကိလေသာယံသူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွမ်းမဲ့ပယ်တတ်တယ်။ဟောမြတ်စွာဘုရားကအရဟတမေဆိုတဲ့ဉာဏ်တန်လျက်ကိုကင်ပြီးတော့ကိလေသာယံသူကိုအပြီးပိုင်းတတ်တယ်ပေါ့။အဲ့ဒါကိလေသာကိုသူကဘလို့အဓိပ္ပာယ်ဖွင့်လို့အပေဝဆင်းရဲတန်တရားဝဆင်းရဲ၏အကြောင်းမကောင်းရုပ်မှ1500သောကိလေသာယံသူဟောကိလေသာကိုအပေကိုဖြစ်စေတတ်သောတန်တရားဝဆင်းရဲကိုဖြစ်စေတတ်သောမကောင်းတဲ့ရုပ်မှတဲ့အကြောင်းတရားနော်အကြောင်းတရားဖြစ်ပြီဆိုတော့အကျိုးတရားကိုဇုမရက်လို့မရဟုတ်လားဒါကိလေသာဆိုတာပူလောင်ခြင်းဆင်းရဲခြင်းရဲ့အကြောင်းအဲ့ဒါကို तू ဘလောက်ထိနဲ့ခြုံမိအောင်ပြောတာတော့ပူလောင်ခြင်းဆင်းရဲခြင်းဆိုတာကိုအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းတဲ့ဟုတ်လားပြောပုံလေးအလုံးထိမိရဲ့နော်အေးအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုပ်မှ1500သောကိလေသာယံသူတို့ကိုအရဟတမေဉာဏ်တန်လည်းဖြင့်အကျွမ်းမဲ့ပယ်တတ်ဝါဒနာအငွေ့အထက်နဲ့တကွာထို1500သောကိလေသာတို့မှဝေးกว่าဟောမြတ်စွာဘုရားကိလေသာကိုပယ်တတ်တာကဝါဒနာနဲ့တကွာတတ်တာယဟန္တာတွေလည်းကိလေသာကိုအပြီးပိုင်တတ်တာပဲသို့တော့ဝါဒနာကြံတယ်လို့ဆိုတယ်ဒါမြတ်စွာဘုရားနဲ့ယဟန္တာတို့ရဲ့ထူးခြားချက်ပေါ့နော်အေးအဲ့ဒါလိုဝါဒနာအငွေ့အထက်နဲ့တကွာတခါတည်းပယ်တတ်တယ်ဆိုတာလေအရဟံဂုံရဲ့အတိပ္ပယ်တစ်မျိုးပေါ့နော်ဝါစနာအငွေ့တဲ့တကွာဒု1500သောကိလေသာတို့မှဝေးกว่าစိတ်ကိုယ်ရာ၌ပင်မကောင်းမှုကိုမပြုတယ်ဟောတာမန်ပညာရှိသူတော်ကောင်းအမိခံတဲ့ပုဂ္ဂိုလ်တွေဟာနော်လူရှိသူရှိမှသာလေများသောအားဖြင့်အကုသိုလ်ကိုရှောင်ကြတာပေါ့နော်ကိုယ်ရာမှာဆိုလို့ရှိရင်မဟုတ်တာကိုလုံမိတတ်ကြတယ်ပေါ့မြတ်စွာဘုရားကစိတ်ကိုယ်ရာမှတောင်မကောင်းမှုကိုမပြုဘူးမကောင်းမှုဆိုတာကကာယကံရှိတယ်ဝစီကံရှိတယ်မနောကံရှိတယ်ဘယ်မကောင်းမှုမှမြတ်စွာဘုရားမှာမရှိဘူးဟုတ်လားအဲ့ဒါလည်းပဲအရဟံဂုံရဲ့အတိပ္ပယ်တစ်မျိုးစိတ်ကိုယ်ရာ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုကြိမ်ဖန်အတန်တန်လေတတ်သောတန်တရားစက်ဤအထောက်အကန့်တို့ကိုဖြစ်စီတယ်တန်တရားဆိုတာဘိန်းကြီးတစ်ဘိန်းလေနေတာနဲ့တူလို့နော်ဆက်ဆိုတာဆက်ကပါဠိစကားကဆင်းသက်လာတာနော်ဆက်ဆိုတာလဲနေတဲ့သဘောလဲပတ်နေတဲ့သဘောအဲ့တော့ဦးဇင်းတို့ဆိုကြပါစို့ဘိန်းတစ်ဘိန်းကိုမလဲသေးခြင်းဘူးဆိုရင်ဒီဘိန်းကိုဖြစ်စည်းပြဖို့လိုတယ်အဲ့ဒါသူကဘယ်လိုရေးပြတာတော့တန်တရားစက်ဤအထောက်အကန့်တို့ကိုဖြစ်စည်းပြင်းတို့နော်လေဘိန်းကြီးတစ်ဘိန်းဆိုကြပါစို့နော်ကလေးကောင်းမှာရှိတယ်ဘေးကအကိုဝမ်းဝမ်းကြီးကိုဦးဇင်းတို့ရက်စီမှာတော့တကူလို့ခေါ်တယ်ပေါ့နော်အဲ့ဒီတကူနဲ့ဘရောင်းကြားထဲမှာဘာတွေရှိတော့ဓာတ်တွေရှိတယ်။နောက်7ဘိန်းဆိုလို့ရှိရင်လည်းပဲပြင်မကကိုကြီးရှိတယ်။ခလေကောင်းကဝင်ရွတ်တက်တဲ့ချက်ကလေးရှိတယ်ပေါ့။အဲ့ဒါနဲ့ဘေးကကိုကြီးနဲ့ဟိုဘာတွေနဲ့ဆက်တာစမုတ်တန်တွေနဲ့ဆက်တာ။အဲ့ဒီစမုတ်တန်တွေကိုဒါဓာတ်လို့ခေါ်တယ်။ဟုတ်လား။အဲ့ဒီဓာတ်တွေကိုဖျက်ပလိုက်လို့ရှိရင်ဘရောင်းနဲ့တကူနဲ့ကအဆက်မရှိတော့တဲ့အတွက်ကြောင့်ဒီဘိန်းဟာလဲလို့မရတော့။အဲ့ဒါလိုပဲဒုက္ခဆက်ကိုမြတ်စွာဘုရားကဖျက်ဆီးပစ်တယ်။ဒါဒီအရဟံဂုံရဲ့အဓိပ္ပာယ်တစ်မျိုးပေါ့။ဟုတ်လား။ပြီးတော့ဗာပြောတော့ကြီးကဲလွန်မြတ်ဂုံတကတ်ကြောင့်လူနဲ့ပြမတတ္တဝါအလုံးတို့၏ပူဇော်ထုကိုခံယူတော်မူခြင်းကထိုက်တန်တော်မူပြီတော့နော်သီလသမารိပညာဝိမု ക്തി မု ക്തി ညာနာတန္တနာနော်အလွန်ကြီးကျယ်မြင့်ပြတ်တဲ့ဂုံအရာမှာမြတ်စွာဘုရားဒီအသာဆုံးအမြတ်ဆုံးဖြစ်တယ်ဒါကြောင့်ဘယ်တော်ဝါမျိုးမဆိုရဲ့ပူဇော်တာကိုခံထိုက်တယ်ဒါအရဟံဂုံရဲ့အဓိပ္ပာယ်တစ်မျိုးပေါ့အဲ့တော့အရဟံဂုံရဲ့အဓိပ္ပာယ်5မျိုးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဧကန္တနိဗ္ဗိဒာယစင်စစ်ဧကံတန်တရားဝဆင်းရဲကိုညီငွေတဲ့ဉာဏ်ကိုရခြင်းလေဆိုရင်ဝိဒါဂါယတက်မဲ့မောကျင်ကင်းတဲ့သဘောនិရောဓာယကိလေသာနဲ့ဒုက္ခချုပ်ဆုံးတဲ့သဘောဥပဒမာယအပူတဲ့အလောင်းတငြိမ်းလို့အေးတဲ့သဘောဟုတ်လားအဘိညာယထူးသောဉာဏ်ဖြင့်သိတဲ့သဘောတမ္မောဓာယထူးထွင်းပြီးတော့သိတဲ့သဘောနိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရတဲ့သဘောဒီလိုအကျိုးကျေးဇူးတွေကိုရခြင်းလေဆိုရင်နံပါတ်1နော်အကျိုးအလွန်များတဲ့တတိအဲ့ဒီတတိကဘယ်အာယုံကိုအာယုံပြုပြီးတော့ဖြစ်တဲ့တတိလဲ
မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့ဖြစ်တဲ့တတိဟုတ်လားဒါကြောင့်ဘုရားရဲ့ဂုဏ်ကိုအဖန်ဖန်အောက်မေ့အမှတ်ရတဲ့တတိတရားတရားကောင်းစဉ်ကဘလို့ပေးထားတာတော့အကျိုးများသောတတိ10မျိုးဟော10မျိုးတောင်ပြောရမှာဟုတ်လားဒါအခုတစ်မျိုးပေါ့နော်ဗုဒ္ဓနုတ္တိနောက်ဟာတွေကတော့ဒီလောက်ကြီးဦးဇင်းတို့အခြေကြီးပြောဖို့အချိန်မရမှာမဟုတ်ပါဘူးဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ဒုတိယတတိဆက်သွားရအောင်နော်အဲ့ဒါကိုလည်းမြတ်စွာဘုရားတန်းတူဟောတာပါပဲဧကဓမ္မောဘိက္ခွေပါဝိတောဘုလိကတောဧကန္တနိဗ္ဗိဒာယဝိရာဂယနိရောဓယဥပတ္တမယအပိညာယတမ္မောဓာယနိဗ္ဗာနယသံဝတ္တိနောက်တစ်ခုသောတရားကိုပွားများမယ်ဆိုရင်စောစောကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးကိုရလိမ့်မယ်အဲ့ဒီတစ်ခုသောတရားကဘာလဲဆိုတော့ဓမ္မာနုတ္တိနောက်ဟာတွေတော့ဦးဇင်းတို့အဲ့လောက်ကြီးအခြေမပြောတော့ဘူးဟုတ်လားဓမ္မနုတ္တိဆိုတာကြတော့ဘာတော့တရားရဲ့ခုံကျေးဇူးကိုအဖန်ဖန်အောက်မေ့အမှတ်ရတဲ့တတိဟုတ်ရလားတတိတော့တတိပဲเนาะစောစောကတတိကဘုရားရဲ့ခုံကိုအောက်မေ့အမှတ်ရတဲ့တတိအခုတတိကတရားရဲ့ခုံကိုအောက်မေ့အမှတ်ရတဲ့တတိဟုတ်ရလားအဲ့တော့တရားရဲ့ခုံကိုအောက်မေ့အမှတ်ရခြင်းနဲ့ဆိုရင်လည်းပဲတရားရဲ့ခုံတွေကိုအရင်လိမ့်မာကျွမ်းကျင်နားလည်ထားဖို့လိုမယ်ပေါ့တရားရဲ့ကုံဆိုတာလည်းပဲအစဉ်တရားအပမေရပါပဲသို့တော့မြတ်စွာဘုရားအကျဉ်းချုပ်ပြီးတော့ဟောတာကဘယ်နှပါလဲ6ပါးသွက်ခါတော်ဘဂဝတာဓမ္မောတဏိဋ္ဌိကောအဂါလိကောဧဟိပတိကောဩပနေကောပစ္စဒံဝရိတဘောဝိညုဟိသွက်ခါတဆိုတာသူအခါတသူဆိုတာကောင်းစွာအခါတဆိုတာဟောပြထားတာမြတ်စွာဘုရားဟောထားတဲ့တရားမှန်သမျှဒီကောင်းစွာဟောထားတဲ့တရားတွေကြီးပဲပေါ့ဒီနေ့မှာဦးဇင်းတို့ကောင်းစွာဟောတယ်ဆိုတာကမှန်ကန်ဟောတာတဲ့အကျိုးရှိတယ်လို့ပြောရင်တကယ်အကျိုးရှိဟောတာတဲ့တရားပါမှန်ကန်ခြင်းအကျိုးရှိခြင်းကိုရည်ညွှန်းတယ်ပေါ့ကောင်းစွာဆိုတဲ့စကားဟုတ်လားဒါမြတ်စွာဘုရားရဲ့တရားတော်တွေဟာမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ဒါကိုသွက်ခါတသူအခါတဒီလိုအကြံဉာဏ်နားလည်ရမယ်ပေါ့နော်အေးသွက်ခါတပြီးတော့ပါတော့တန်ဒိဋ္ဌိကောတန်ဒိဋ္ဌိကတန်ဒိဋ္ဌိကဆိုတာကိုယ်တိုင်သိနိုင်တယ်မြတ်စွာဘုရားရဲ့တရားဆိုတာဘာလို့ကိုယ်တိုင်သိနိုင်တယ်ဆိုလိုတာကမိုးစတော်ကြီးရဲ့ဟောဟာရနဲ့ပြောရမယ်ဆိုရင်သူများပါဇက်ဖြားတယ်လမ်းဆုံးပြီးတော့မသွားဘူးသူများပြောလို့ကိုယ်တိုင်လည်းနားမလည်ပဲနဲ့ကိုယ်တိုင်လည်းမသိရပဲနဲ့အော်ဟုတ်လားလို့အဲ့ဒါလောက်လေးတယ်နော်နားလေတိုက်တဲ့တရားမဟုတ်ဘူးကိုကြိုးစားအထောက်ကြည့်မယ်ဆိုရင်ကိုယ်တိုင်သိနိုင်တယ်အလိမ္မခံရအောင်ဟုတ်လားဒါကိုတန်ဋိဋ္ဌိကလို့ပြောတယ်ဘလုံးအာမခံချက်ရှိတော့တရားရဲ့သဘာဝတရားကဟုတ်လားအေးတန်ဋိဋ္ဌိကပြီးတော့ကတော့အာကာလိကဆိုတာနော်အချိန်မဆိုင်မဲနဲ့အကျိုးပေးတာနော်တရားရဲ့သဘောကချမ်းသာဒုက္ခဆိုတဲ့အကျိုးကိုရဖို့အတွက်အချိန်စောင့်ရမလို့ပေါ့ဒီနေ့မှာဦးဇင်းတို့အာကာလိကခုံအရာမုတ်ချကနော်မဉ္ဇဉ်၄ပါးသာနဲ့အာကာလိကခုံထိုက်တယ်မဉ္ဇဉ်၄ပါးကတော့သူကမဉ္ဇဉ်ဆိုတာဖြစ်ပြီးတာနဲ့ဖိုဉ္ဇဉ်ဆိုပြီးတော့တန်းပြီးတော့ချမ်းသာတဲ့သဘောတန်းဖြစ်တာအကာလမချဘူးတော့တိတိကျကျမုတ်ချသေးချာပေါက်အာကာလိကခုံထိုက်တဲ့တရားကဘာလဲလို့မေးရင်မဉ္ဇဉ်၄ပါးသို့တော့ကျန်တဲ့သူတော်ကောင်းတရားတွေကုသိုလ်တရားတွေဟာလည်းပဲတချို့ဒီဘဝတည်းအကျိုးပေးတာရှိတယ်နောက်ဘဝတည်းစောင့်စရာမလိုဘူးပေါ့နောက်တချို့ဒီနှစ်အတွင်းဒီလအတွင်းဒီရက်အတွင်းတချို့ဆိုရင်အခုကြိုးစားလိုက်တာနဲ့တော့ခဏနေရင်ချမ်းသာတော့တာဒါပေမဲ့မဉ္ဇဉ်လောက်တော့ကာလမချားဘူးလို့ပြောလို့မရဘူးပေါ့ပရိယေအားဖြင့်တော့ပြောလို့တော့ရတယ်ပေါ့ဒါကြောင့်တရားရဲ့ခုံအာကာလိကဆိုတဲ့အဲ့ဒီအဓိပ္ပာယ်နောက်အာကာလိကပြီးတော့ဘာလို့ဧဟိပတိကဆိုတာဧဟိလာပါအောင်ပတ္တကြည်စမ်းမှာရှုစမ်းမှာနော်ကြိုးစားအထုတ်ကြည်စမ်းမှာကောင်းလို့မွန်မြတ်လွန်းလို့တော့ကိုပြောတာကိုနားထောင်မယ်လို့ထင်ရတဲ့လူမေတ္တာရှိတဲ့လူတွေရဲ့ပုံမှာများစွာတိုက်တွန်းတိုက်တဲ့နော်တိုက်တွန်းခြင်းကိုခံယူတိုက်တဲ့သူတော်ကောင်းတရားပေါ့ဟုတ်ရလားဒါဧဟိပတိကရဲ့အဓိပ္ပာယ်ဧဟိပတိကပြီးတော့ဘာလို့မြဩပနိယေကကိုကြတော့ဥစဉ်ကတော်တော်သဘောကျတယ်အကျဉ်းတဲ့ကုံတွေလည်းသဘောကျပါတယ်ဒါဒီဩပနိယေကကိုအထူးသဖြင့်စိတ်ထဲမှာနှစ်ချိုက်တယ်ပေါ့ဩပနိယေကဆိုတာဘာလဲဆောင်းထားတိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်လားဒီနေ့မှာပိဋကပေါင်းတော်ကတော့ဥမာအဖြစ်နော်တလုံးဒီတလုံးကိုဆောင်းထားရင်ကာယတိတ်တိလည်းပြီးမယ်အစီဒင်တို့သူများလုံးချန်တာတို့မဖြစ်နိုင်ဘူးမခံရနိုင်ဘူးဆိုကြပါစို့ပိယတိတ်တိလည်းပြီးမယ်မြင်တဲ့လူတိုင်းကချစ်မြတ်နှုံးမယ်ဆိုကြပါစို့နော်ဒနာတိတ်တိလည်းပြီးမယ်ရှားတိုင်းဖွေတိုင်းရမယ်ရှားတဲ့ဖွေသားတောင်မလိုဘူးလို့ဆိုကြပါစို့အဲ့လောက်စွမ်းတဲ့တလုံးကိုဘယ်နာလေးကိုပုံတော်ကြောပြစ်ထားမှာလဲ
မထားပါကိုယ်နဲ့မကွဲမကွာတချို့ဆိုရင်ပေါင်တွေပါလေးတဲတောင်ခွဲပြီးတော့မြုပ်ထားတယ်လို့ကြားဘူးတယ်ဟုတ်လားတော့မသိပါဘူးဟုတ်လားပါလေဆောင်းထားတာကောင်းတော့ဟုတ်လားဒါကလောကီချမ်းသာကိုဖြစ်စေတဲ့နော်ဒီဝိဇ္ဇာအတတ်ပညာတွေဆိုတာတချို့ဟာတွေကထူခြားတယ်နက်နဲတယ်စမ်းကြယ်တယ်ပြောလို့တော့မရဘူးပေါ့ဟုတ်လားနားမလည်ပါဘူးဦးဇင်းတို့ကတော့နော်အဲ့တော့သူတော်ကောင်းတရားဆိုတာကအဲ့လိုမျိုးကောင်းလွန်းလို့ချမ်းသာလွန်းလို့အလုပ်ထားတယ်ဆောင်းထားတဲ့တဲ့ဆောင်းထားတဲ့ကိုယ်နဲ့မကွဲမကွာဆောင်းထားတဲ့ဒီနေရာမှာဆောင်းတယ်ဆိုတဲ့အဓိပ္ပာယ်လေးကိုအမျိုးမျိုးပြောတာလည်းရှိတယ်သူတော်ကောင်းတရားကိုကိုယ်ကကိုယ်တန်တမှာဖြစ်စေသောအဖြစ်ဆောင်းထားမယ်ဆိုလို့ရှိရင်ဒီသူတော်ကောင်းတရားကကိုယ်ကိုဒုက္ခတွင်ထဲကနေထုတ်ဆောင်ပြီးတော့ချမ်းသာဒုက္ခတွေကိုရောက်အောင်ပို့ဆောင်လိမ့်မယ်ဟောဆောင်းကိုသုံးလုံးတောင်ပြောသွားသူ့ကိုကဆောင်းထားမယ်ဆိုရင်သူကကိုယ့်ကိုဒုက္ခတွင်ထဲကထုတ်ဆောင်ပြီးတော့ချမ်းသာခြင်းတွေကိုပို့ဆောင်လိုက်မယ်အဲ့လိုတာဝန်သူကယူတယ်ပေါ့အဲ့ဒီအစွမ်းတတိသူ့မှာရှိတယ်ပေါ့အဲ့ဒါကိုဩပနိယကလို့ပြောတယ်စဉ်းစားကြည့်ရင်အလွန်ရတာရှိတဲ့သဘာဝတရားတွေပါဟုတ်လားနော်ဩပနိယကပြီးတော့ပါတော့တံဝရိတဘောဝိညုဟိအဲ့ဒါလည်းသဘောကျတဲ့အကောင်းတာပါပဲနော်သူတော်ကောင်းတရားဆိုတာပင်ကိုယ်တက်ခံဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်တို့တည်တာနဲ့ခံစားတိုက်တယ်သိတိုက်တယ်တဲ့နော်တောင်ယုံတန်ယုံလို့မသိနိုင်အဲ့လိုပြောလို့တရားကလည်းအဆင့်ခွဲသေးတာလားလို့စောရကတက်ဆရာရှိတယ်ဟုတ်တယ်ခွဲတယ်လို့ပဲပြောရမှာဟုတ်လားဉာဏ်မရှိဘဲနဲ့တော့မသိနိုင်ဟုတ်လားဘောင်းစသူကတုံတန်ယုံပစ္စည်းအနေနဲ့ပြောမယ်ဆိုရင်တုံတန်ယုံပစ္စည်းလို့ပြောလို့မရဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့လောကီပစ္စည်းတွေမှာတောင်မှတချို့ပစ္စည်းတွေကမွန်မြတ်လွန်းလို့အစဉ်အတန်းတစ်ခုရှိမှဒါကိုသုံးဆောင်နိုင်တာရှိတယ်ဟုတ်တယ်မဟုတ်လားတရားဆိုတာလောကကြီးမှာတန်ဖိုးအကြီးမားဆုံးအစစ်အမြင့်မားဆုံးအရာတစ်ခုဒါကြောင့်ပင်ကိုဉာဏ်ဆိုတာမပါဘဲနဲ့ဘယ်လိုမှမသိနိုင်မခံစားနိုင်ဒါကြောင့်အလွန်မွန်မြတ်တဲ့တရားချမ်းသာကိုရကျင်တယ်ဆိုရင်ကိုယ့်ရဲ့အသိဉာဏ် level ကိုမြင့်မားအောင်အရင်ကြိုးစားဖို့လိုတယ်ဟုတ်လားအသိဉာဏ်မြင့်မားလေလေဒီတရားရဲ့ချမ်းသာကိုခံစားရလေလေပဲဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တရားရဲ့ဂုဏ်တော်တွေဆိုတာလည်းအဲ့လိုလေးနဲ့တဲ့သဘောမရှိဘူးလားရှိတယ်အဲ့ဒါကိုစဉ်းစားမယ်ဆိုလို့ရှိရင်စောစောကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးကိုရနိုင်တယ်ဒါဒုတိယမြောက်တတိပေါ့နောက်ရှင်တို့တတိယမြောက်တတိတန့်ပြီးတော့ပြောရပါစို့ဟုတ်လားတတိယမြောက်တတိကြတော့ဘာပြောတော့ဆိုတော့တန်ခါနုတ္တိတဲ့နော်ဗုဒ္ဓနုတ္တိဓမ္မနုတ္တိတန်ခါနုတ္တိတန်ခါနုတ္တိဆိုတာကတန်ခါတော်ရှင်မြတ်တို့ရဲ့ဂုဏ်ကိုအဖန်မှာအောက်မေ့အမှတ်ရတဲ့တတိပေါ့ဒီနေရာမှာတန်ခါဆိုတာကသမုဒိတန်ခါရှိတယ်ပရမတ္ထတန်ခါရှိတယ်သမုဒိတန်ခါဆိုတာကဥရှင်တို့လိုမျိုးပေါ့တိမ်ထဲမှာတန်ခါတော်ရှင်မြတ်တွေကကမဝါစာဝိုင်းဖတ်ပြီးတော့ဒါတန်ခါလို့အတိမတ်ပြုကြစို့ဆိုသဘောတူညီပြီးတော့ကမဝါနဲ့သမုတ်လိုက်လို့ဖြစ်လာတဲ့တန်ခါအဲ့ဒီသမုဒိတန်ခါမှာတော့အကောင်းရှိတယ်လို့အဆိုးလည်းရှိတယ်ဒါပြီးတော့သဘောပေါက်ပါတယ်ဟုတ်လားပရမတ္ထတန်ခါကျတော့ဘာပြောတာတော့မဉ္ဇဉ်ဖွဉဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုထားကြတဲ့ပုဂ္ဂိုလ်တွေအရိယာပုဂ္ဂိုလ်တွေကိုပရမတ္ထတန်ခါလို့ပြောတာဟုတ်လားအဲ့ဒါလိုသီလသမารိပညာနဲ့ပြည့်စုံကြတဲ့သမုဒိတန်ခါအရိယာတန်ခါတွေကိုသူတို့ရဲ့ဂုဏ်ကျေးဇူးတွေကိုကိုယ်ဟာကောင်းကောင်းနားလည်ပြီးတော့အောက်မေ့ရမယ်အမှတ်ရရမယ်ဒါဆိုရင်တန်ခါနုတ္တိပေါ့အဲ့တော့တန်ခါဂုဏ်ကြတော့ဘယ်နှပါးရှိတယ်လို့ကြားဖို့ထားတော့ကိုယ်ပါဥပ္ပတိပန္နကောင်းကောင်းကျင့်တယ်ဥစုပฏิပန္နရိုးရိုးသားသားကျင့်တယ်ညာယပฏิပန္နမဲ့ဉဏ်ဖွဉဏ်ကိုရဖို့အတွက်ရှေ့ရှုပြီးတော့ကျင့်တယ်တာမိစိတ်ပฏิပန္နအယုအသေးခံယူခြင်းနဲ့ထိုက်တန်အောင်ကျင့်တယ်ဒါကိုအရင်တို့အကြောင်းကုန်၄ပါးလို့ပြောပါတယ်ဟုတ်လားဒီအကြောင်းကုန်၄ပါးကတော့ပိဿပေါင်းသူတော်ကောင်းတို့နောက်တိလသမารိပညာနဲ့ပြည့်စုံကြတဲ့တန်ဃာတော်ရှင်မြတ်တွေမှာမရှိဘူးလားရှိတယ်အဲ့ဒီအကြောင်းကုန်၄ပါးနဲ့ပြည့်စုံအောင်ကျင့်သုံးလို့အကယ်၍မြတ်မဲ့ဉဏ်ဖွဉဏ်ကိုရခဲ့မယ်ဆိုလို့ရှိရင်တော့ယတိတံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာကိုယ့်ရဲ့နှုတ်ဖျားထဲမှာတိုးနေတဲ့ပါဠိလေးတွေရဲ့အဓိပ္ပာယ်ကိုသိအောင်လုပ်ထားမယ်ဆိုရင်အလွန်ရတာရှိမှာပေါ့နော်ယတိတံသတ္တာရိပုရိသယုဂာနိနော်သတ္တာရိဆိုတာတော့သိမှာပါ၄မျိုးဟုတ်လားပုရိသယုဂာနိယောက်ျားမြတ်အစုံ၄စုံဆိုတော့၈ယောက်ပေါ့နော်အထပုရိသပုဂ္ဂလာဟော၄စုံအစုံအဖြစ်၄စုံနော်တမျိုးချင်းရေးမယ်ဆိုရင်တော့၈ယောက်ပေါ့ဟုတ်လားအေးအဲ့ဒီအရိယာပုဂ္ဂိုလ်၈ယောက်တို့ဟာတဲ့အာဟုနေယောအရက်ဝေးကယူလာတဲ့ဝိတ္ထုပစ္စည်းတွေကိုတောင်းအလှခံယူခြင်းကထိုက်တဲ့ဂုဏ်ရှိတယ်ပေါ့ပါဟုနေယောဧည့်သည်အလုံးကထားတဲ့ရီမန်းထားတဲ့ဝိတ္ထုပစ္စည်းကိုတောင်းအလှခံယူခြင်းကထိုက်တယ်ပေါ့တ
ခိနေယောမြတ်သောအလှကိုခံယူတိုက်တယ်အစလိကရဏီယောလက်အုပ်ချီမှုရှိခိုးခြင်းကိုခံယူတိုက်တယ်ဒီလိုမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်မယ်ဆိုရင်လုပ်ရတဲ့ပုဂ္ဂိုလ်မှာလုပ်တဲ့အလုပ်နဲ့မကာမိတဲ့များမြတ်သောအကျိုးကျေးဇူးကိုရနိုင်တဲ့အတွက်ကြောင့်အလှခံယူတိုက်တယ်ဆိုတဲ့ထိုက်တယ်ဆိုတဲ့စကားလုံးလေးနဲ့သူကသုံးတာဟုတ်လားအချက်ဝေးကတောင်ပင်ပန်းပန်းယူလာတာကိုသူအလှခံယူတိုက်တယ်အဲ့ဒီအလှရှင်မှာသူလှုပ်လိုက်တဲ့အလုပ်နဲ့နော်မကာမိအောင်အကျိုးကျေးဇူးတွေများစွာရနိုင်တယ်ဒါကိုပြောတာနော်အေးပြီးတော့ပါတော့အနုတ္တရပုံညခိတ္တလောကတနော်ဒီလောကလုံးရဲ့ကောင်းမှုတွေဟူသောမျိုးစေ့ကိုစိုက်ပျိုးခြင်းချရာလေယာမြေကောင်းတစ်ဖွဲတောင်ဖြစ်တယ်ဟုတ်လားအလှခံခြင်းတူပေမဲ့လို့သူ့ရဲ့သီလသမာဓိပညာနော်အရိယာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုလို့ရှိရင်အလွန်မြင့်မြတ်သွားတဲ့အလှခံပုဂ္ဂိုလ်ဖြစ်သွားတယ်ဟောနော်မြေချင်းတူပေမဲ့လို့မြေကောင်းတာချင်းမကောင်းတာချင်းမတူဘူးเนาะတချို့မြေကအလွန်ကောင်းတော့နည်းနည်းလေးပုံတော်ကြောစိုက်လိုက်တာနဲ့ပဲသူကအအောလောက်အောင်တီးနာကထွက်လာတာမျိုးပေါ့ဟုတ်လားအေးဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့တန်ဃာတော်ရှင်မြတ်တို့ရဲ့ဂုဏ်ကိုလည်းပဲအဲ့ဒါလိုကိုကကြွကြွကျင်ကျင်နားလည်အောင်လေ့လာသင်ယူမှတ်သားပြီးတော့ဒါကိုအဖမအထက်ထက်အောက်မေ့အမှတ်ရမယ်ဆိုရင်ဒါကိုတန်ဃာနုတ္တိအဲ့ဒီတန်ဃာနုတ္တိဟာလည်းပဲစောစောကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးကိုရစေလိမ့်မယ်ဒါကြောင့်သူသည်တရားဖြစ်တယ်သူသည်ဝိနည်းဖြစ်တယ်သူသည်တတ္ထုတာကနာမြတ်စွာဘုရားအဆုံးအမဖြစ်တယ်လို့စောစောပိုင်းတုန်းကပြောထားတဲ့တရားလေးနဲ့အချိတ်ဆက်မိမိဆက်ဆက်ပြီးတော့လည်းပဲမှတ်သားဖို့လိုမယ်ပေါ့နော်အေးအဲ့တော့ဦးဇင်းတို့တတိ10မျိုးတွေကဘယ်နှမျိုးရှိသွားပြီတော့3မျိုးရှိသွားတယ်နော်နောက်ဦးဇင်းတို့4ခုမြောက်ကဘာပြောတော့ဆိုတော့သီလာနုတ္တိတဲ့သီလာနုတ္တိဆိုတာကကိုယ့်ရဲ့စင်ကြယ်တန်ရှင်းတဲ့ကိုချင်းသီလာကိုအဖမအောက်မေ့အမှတ်ရတဲ့တတိဒါကိုသီလာနုတ္တိလို့ခေါ်တယ်ဒီသီလာနုတ္တိဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောစရာရှိတယ်ပေါ့ဘာဖြစ်လို့ဆိုတော့သီလာနုတ္တိဖြစ်ကျင်တယ်ဆိုလို့ရှိရင်ပထမဦးစွာကိုယ့်ရဲ့သီလကအရင်တန်ရှင်းဖြူရှင်ဖို့လိုတယ်ဟောလိုအပ်ချက်ကရှိလာပြီနော်စောတော့ကကိုကဘုရားကုံတရားကုံတန်ခါကုံကိုပွားများခြင်းတယ်ဆိုရင်အဲ့ဒီကုံတော်တွေကရှိပြီးသားကိုကတီးဘူးအောင်သာကြိုးစားပြီးတော့မှတ်သားပြီးတော့ပွားများမယ်ဆိုရင်လွယ်လွယ်လေးမရဘူးလားရတယ်ဟောသီလာနုတ္တိကြတော့ကိုမှသီလမဖြူရှင်ဘူးဆိုရင်မဖြစ်နိုင်ဟုတ်လားဒါကြောင့်ပိဋကတို့ကိုအရှင်တို့ကအကျံပေးတဲ့သဘောအနေနဲ့ပြောရင်တာကသီလာနုတ္တိဘာဝနာရဲ့အကျိုးကျေးဇူးကိုခံစားနိုင်ဖို့အတွက်နော်အဋိဌံပါရမီလေးနဲ့ကူပြီးတော့သီလကိုဖြူစင်အောင်ကြိုးစားသင့်တယ်လို့ထင်တယ်။ဘာလို့ဆိုပုထုဇဉ်ဆိုတာကဒီ၅ပါးသီလကိုပြည့်စုံပါပြီအမြဲထာဝရလုံပါပြီလို့ဘယ်သူမှအာမမခံနိုင်ဘူးဟုတ်ရလားအေးအဲ့တော့ကိုက9ရက်တန်သည်10ရက်တန်သည်နော်အဋိဌံပါရမီတံပတ်ကလေးတင်းပြီးတော့ဟုတ်လားဒီရက်အတွင်းမှာဘလို့အကြောင်းကြောင့်မှငါဘလို့တရားဝါလေးကိုမှဘာကောင်းလေးကိုမှငါမတတ်ဘူးနော်သူများပစ္စည်းကိုဘလို့မှငါမတရားမယူဘူးဟုတ်လားကာမကိစ္စမပေါက်ပြန်သေးရဘူးဟုတ်လားလိညာတဲ့စကားမပြောဘူးမူရစေဝါအရက်သေးစားမသုံးဆွဲဘူးတကယ်လို့အခက်အခဲဖြစ်နေဆိုရင်ကိုမေးပေါ့မင်းဒါတွေလွန်ကျူးမှမင်းဘဝကအသက်ရှင်လို့ရမှာလားမေးပေါ့ဟုတ်လားဒါတွေလွန်ကျူးမှမင်းအသက်ရှင်လို့ရမှာလားဆိုကြပါစို့ပိန်ကြောင်လေးတစ်ကောင်ဖြစ်နေတယ်ကြောင်လေးတစ်ကောင်ဖြစ်နေတယ်ဆိုရင်တော့အဲ့ဒီပိန်ကြောင်လေးကတော့သူများအသက်ကိုသူကမသက်ဖဲနေလို့မဖြစ်ဘူးလေဒါမသက်ရင်သူစားရမှာမရှိပဲတော့ကိုကပိန်ကြောင်မှမဟုတ်ဖ ೇನೆ သူများအသက်မသက်လည်းဖြစ်ပါတယ်တကယ်တော့မသက်လို့မဖြစ်ဘူးဆိုတာကိုကမဖြစ်နေတာလို့ဦးရင်ထင်တယ်ဟုတ်လားထိုးရပါတော့တခါလေဟိုပင်တွေကကျွန်းထဲမှာတငါးတွေကြားထဲမှာမွေးဖွားလာလို့ဒီလိုမှမလုပ်ရင်လည်းပဲမရဘူးဆိုရင်လည်းပဲနည်းနည်းတော့စဉ်းစားရရှိတယ်ပေါ့ဒါတောင်မှတကယ်စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူကိုချင်းသီလကိုတန်ဖိုးထားတဲ့လူကတော့အဲ့ဒီအနေအထားမျိုးကနေရုံးထွက်နိုင်အောင်ကြိုးစားတာပါပဲအဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့တကယ်လို့မြန်၅ပါးသီလနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတယ်ဆိုရင်မင်းဒါမလွန်ကျူးလို့ရှိရင်မင်းဘဝရှင်လို့မရဘူးလားဆိုတဲ့မိကုံးလေးနဲ့မေးကြည့်ပေါ့ရှင်လို့မရဘူးဆိုတဲ့အဖြေထွက်နေပြီဆိုရင်တော့တော်တော်ကိုသနာစရာကောင်းနေပြီလို့ပြောဖို့ပဲရှိတော့တယ်ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်အေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အဲ့ဒါလို့ကိုကအဋိဌံပါရမီလေးကူညီပြီးတော့ကိုချင်းသီလကိုဖြူစင်အောင်လုပ်ရင်9ရက်လောက်လုံသွားရင်ပြန်စဉ်းစားစဉ်းစားလို့ရှိရင်ကိုလှုပ်လိုက်တာနဲ့မကမိတဲ့ကျင့်တတ်မှုကိုရနိုင်တယ်။အော်ငါလူလူတူတူလေးနေလဲရတယ်။စဉ်းစားကြည့်နော်တခါကြီးမိုင်များဟုတ်လား။အေးအဲ့ဒီကိုချင်းသီလဆိုတာလူတွေကခပ်ပေါ့လို့တော့သီလရဲ့အကျိုးကျေးဇူးကိုပြည့်ပြည့်ဝဝမခံစားရတာ။ဘုရားကကိုချင်းသီလနဲ့ပြည့်စုံလို့ရှိရင်စီးပွားရေးအလွန်ပြေလိမ့်မယ်လို့ဟောတာ။များသောဖြင့်လူတွေကဒါနတော့ဘောကဝါလှူရင်စီးပွားရေးအဆင်ပြေတယ်။အဲ့နာတင်ရက်နေတာဟုတ်လား။ငါးပါးသီလပြည့်စုံရင်စီးပွားရေးပြေလိမ့်မယ်လို့ဒါလိုက်ဟောတာရှိတယ်။နော်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာစိတ်တောင့်တတိုင်းပြီးတယ်လို့တောင်ဟောတယ်စီးပွားရေးဆိုတာအသာလေးပဲ။ဖြုံဟောတကယ်ယုံလာတော့မသိဘူး။
တကယ်လုံမလို့ဆိုတာအဲ့ဒီယုံကြည်မှုအနေအများပေါ်မှာမူတည်ရတာပေါ့နော်ဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့ဒီသီလနုဒ္ဓတိနေရာမှာအဲ့လိုလေးဦးဇင်းကပြောခြင်းပါတယ်ဟုတ်လားဒါကြောင့်သီလနုဒ္ဓတိကတော့ဖြစ်ဖို့သီလအရင်စင်ကြယ်ဖို့လိုသေးတယ်ဆိုတာလေးကိုသတိထားရမယ်ပေါ့ဒါက၄ခုမြောက်တတိဟုတ်လားနောက်၅ခုမြောက်အကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေနိုင်တဲ့တတိကဘာလဲဆိုတော့စာဂာနုဒ္ဓတိစာဂာနုဒ္ဓတိကတော့တိတ်အခက်အခဲရှိမယ်လို့မထင်ဘူးဘာလို့ဆိုတော့ထိုက်တဲ့နဲ့စွန့်လွတ်မှုပေးကမ်းမှုလှူဒန်းမှုကတော့လူတိုင်းမှာရှိထားပြီသားဟုတ်တယ်မဟုတ်လားဒါဗုဒ္ဓဘာသာဝင်တွေမှာမဟုတ်ဘူးတခြားသောဘာသာကြားတွေမှာလည်းပဲအတိုင်းအလျောက်သူတို့မှလည်းရှိတာပဲဒီနေရာမှာဦးဇင်းတို့ကိုလှူတဲ့အခါပေးတဲ့ကမ်းတဲ့အခါမှာအလွန်တန်ရှင်းတဲ့စိတ်ကလေးနဲ့ဖြူဖြူရှင်ရှင်လေးညှော်လင့်ချက်ကင်းကင်းလေးဒီလိုလေးပေးခဲ့မယ်ဆိုရင်တော့ပိုကောင်းတယ်ပေါ့အများကြီးလှူခဲ့ရမယ်လို့မတောင်းဆိုပါဘူးဟုတ်လားဒါပေမဲ့စင်စင်ကြဲကြဲတန်တန်ရှင်းရှင်းလေးလှူခဲ့ဖို့တော့လိုတယ်ပေါ့စိတ်နှလုံးဖြောင်းဖြောင်းကလေးနဲ့လှူခဲ့ဖို့တော့လိုတယ်ပြီးရင်အဲ့ဒါလေးကိုပြန်ပြီးတော့အမှတ်ရရမယ်ဒါလှူတော့မှဖြစ်တာကဒါနစေတနာပြန်စဉ်းစားလိုက်ပြီးဆင်ញင်လိုက်ပြီးဆိုတော့တတိကြတော့ဘာဝနာဖြစ်သွားတယ်ဟုတ်လားဒါနနဲ့ဘာဝနာနဲ့ကအဆင့်ကတော်တော်ကွာသွားတယ်ပေါ့နော်အရင်နဲ့အတိုးကပို့ပြီးတော့ကြီးနေတဲ့သဘောပေါ့ဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ပေါင်းတော်ကောင်းတို့၅ခုမြောက်ကြိုးစားအထောက်ရမယ်တတိတရားကစာဂနုဒ္ဓတိစာဂနုဒ္ဓတိပြီးတော့ဘာပြောတော့ဆိုတော့ဒေဝတာနုဒ္ဓတိတဲ့ဟုတ်လားဒေဝတာနုဒ္ဓတိဆိုတာကျတော့နည်းနည်းပြောဖို့လိုမယ်ပေါ့နတ်တွေကိုတတ်တဲ့အရာမှာထားပြီးတော့နော်မိမိတန်တန်မှာရှိတဲ့ကောင်းမြတ်မှုတွေကိုအဖန်ဖန်စဉ်းစားတာဒေဝတာနုဒ္ဓတိဆိုတာဒါထက်နည်းနည်းလေးပို့ပြီးတော့နားလည်အောင်ပြောမယ်နတ်ပြည်မှာရောက်နေကြတဲ့နတ်တွေဟာတတ္တာသီလသုဒ္ဓစာဂပညာဒီသူတော်ကောင်းတရား၅မျိုးနဲ့ပြည့်စုံလို့အဲ့ဒီပုဂ္ဂိုလ်တွေကနတ်ဖြစ်သွားကြတာအဲ့ဒီလိုနတ်အဖြစ်ကိုဖြစ်စေနိုင်တဲ့အဲ့ဒီတတ္တာသီလသုဒ္ဓစာဂပညာအဲ့ဒီသူတော်ကောင်းတရားဟာလေငါမှလည်းရှိတယ်လို့ပြန်ပြီးတော့စဉ်းစားတာဆင်ញင်တာအမှတ်ရအဲ့ဒီတတိကိုဒေဝတာနုဒ္ဓတိလို့ခေါ်တယ်နော်နတ်တွေကိုတတ်တဲ့အရာမှာထားပြီးတော့အာယူလိုက်တဲ့သဘောကောင်းတဲ့အကျိုးကိုပေးနေမယ်ကောင်းတဲ့တရားတွေငါမှရှိနေတယ်ဟောကိုယ့်ရဲ့ကောင်းမြတ်မှုကိုအာယုံပြုတ်ပြီးတော့ဖြစ်လာတဲ့စိတ်ဓာတ်ရဲ့ခွန်အားလို့လည်းပဲဆိုနိုင်မယ်လို့ထင်တယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့အဲ့ဒါလို့ဆိုရင်ဒေဝတာနုဒ္ဓတိဖြစ်ဖို့ဆိုရင်လည်းပဲအခက်အခဲရှိနေပြန်တယ်အခက်အခဲကဘာလို့ဆိုတော့အဲ့ဒီတတ္တာသီလသုဒ္ဓစာဂပညာအရင်ကိုယ်တန်တန်မှာထိုက်တဲ့လောက်ပြည့်စုံအောင်လုပ်ထားမှအဲ့ဒါကိုပြန်ပြီးတော့ဆင်ញင်လို့ရမှာပေါ့ဟုတ်တယ်မဟုတ်လားအဲ့တော့တရားတရားရှိအောင်လုပ်ရမယ်ထိုက်တဲ့လောက်ကတော့ရှိကြပြီးသားပေါ့နော်တရားတရားဆိုတာဗာလေဘုရားတရားသံဃာယရဏမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးနဲ့ကံကံရဲ့အကျိုးကိုယုံကြည်တာဟုတ်လားသီလဆိုတာကတော့ကိုချင်းသီလ၅ပါးသီလလူတိုင်းသိတယ်နော်သုဒ္ဓဆိုတာအကြအမြင်များဒီနေရာမှာအကြအမြင်များတယ်ဆိုတာကမသိလည်းပဲဘာမှအကြောင်းမထူးတဲ့စားမရသုံးမရသုံးစားမရတဲ့အသည့်တွေကိုပြောတာမဟုတ်လားဘာမှသိပြီးတော့တန်ဖိုးမရှိတဲ့ခေါင်းနဲ့အမိုက်ရှုံုံလောက်ပဲရောက်လာတဲ့အသည့်ကတော့ဘာမှအဲ့ဒါကတန်ဖိုးရှိတဲ့တရားလို့မဆိုနိုင်ဘူးဟုတ်လားဒီနေရာမှာသုဒ္ဓဆိုတာကမြတ်စွာဘုရားဟောထားတဲ့ဆင်းရဲဝေးကြောင်းချမ်းသာကြောင်းသူတော်ကောင်းတရားတွေကိုအများကြီးကြားဖို့နောက်ရှိအောင်လေ့လာထားတယ်မှတ်သားထားတယ်စာပေနေနဲ့ဖတ်ရှုထားတယ်မေးမြန်းမယ်စုံစမ်းမယ်သိကောင်းတယ်ဆိုလို့ရှိရင်နှုတ်သက်အာရုံရအောင်ဆောင်ထားမယ်ဟုတ်လားပြီးတော့ဘာလို့ထားမလို့စဉ်းစားထားမယ်နားလေသဘောပေါက်အောင်ကြိုးစားအထောက်ထားတယ်အဲ့ဒါကိုဘာလို့ခေါ်တော့သုဒ္ဓဟုတ်လားပြီးတော့ဘာလို့စာဂကတော့အခုပြောနေတဲ့စာဂဆွန့်လွတ်မှုဆွန့်ကျဲမှုပြီးတော့ပညာဆိုတာကျတော့နည်းနည်းပြောဖို့လိုလာတယ်ပညာဆိုတာဘာလဲလို့မေးရင်အမှန်တရားကိုသိတာဟုတ်လားပညာဆိုတာအမှန်တရားကိုသိတာပညာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဥဒယထဂာမိနိယလို့အဲ့ဒါလိုတူတူလေးအဓိပ္ပာယ်ဖွင့်တယ်ဥဒယထဂာမိနိယဆိုတာကတဘာဝတရားတို့ရဲ့ဖြစ်ပေါ်လာခြင်းပျက်စီးသွားခြင်းကိုသိမြင်နားလည်တဲ့သဘောတဲ့ပြောရရင်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဒလဇက်ဖြစ်ပေါ်နေတဲ့တဘာဝတရားတွေရဲ့ဖြစ်ပေါ်လာပြီးတဲ့နောက်ချုပ်ပြောက်သွားတဲ့သဘောကိုသိတဲ့သဘောအဲ့ဒါကိုပညာလို့ခေါ်တယ်။နောက်ကိုယ့်ရဲ့ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့တဘာဝတရားမျိုးစုံမရှိဘူးလားရှိတယ်။နောက်အဲ့ဒီတဘာဝတရားတွေကဘာတွေတုံးလို့မေးရင်မြင်ခြင်းကြားခြင်းနားခြင်းစားခြင်းထိခြင်းတွေးခြင်းကြံများဖြင့်အဲ့ဒီ6အုပ်စုနဲ့ပတ်သက်တဲ့သဘာဝတရားတွေပေါ့ဒီ6အုပ်စုပဲရှိတာပါဟုတ်လားဒါကလွဲလို့ဒီခန္ဓာမှာဖြစ်နေတာဘာမှမရှိပါဘူး
ဟုတ်လားအဲ့ဒီမြင်ချင်းကြားချင်းနားချင်းစားချင်းတီးချင်းတွေးချင်းဆိုတဲ့ဒီသဘာဝတရားတွေဟာလည်းပဲဖြစ်เสียအကြောင်းရှိလို့ဖြစ်တာအကြောင်းမဲ့ဖြစ်တာလည်းမဟုတ်ဘူးတစုံတစ်ယောက်ကဖန်ဆင်းလို့ဖန်တီးလို့ဖြစ်တာလည်းမဟုတ်ဖြစ်เสียအကြောင်းရှိရင်ဘလောက်မဖြစ်ခြင်းမဖြစ်ခြင်းဘလို့မှတားလို့မရဘူးရှိလို့မရဘူးဖြစ်ကိုဖြစ်မယ်ဖြစ်เสียအကြောင်းမရှိဘူးဆိုရင်တော့ဘလောက်ပဲဖြစ်ခြင်းမဖြစ်ဘူးဟုတ်လားဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေဟာကိုယ်သဘောအတိုင်းဖြစ်နေတာမဟုတ်ဘူးဒါပေမဲ့ခက်တာကဒါတော့ဦးဇင်းတို့တွေကကိုအလွန်စွမ်းနေငါသဘောတိုင်းဖြစ်နေတာလို့ထင်တယ်ဆိုကြပါစို့ဦးဇင်းဥမာတစ်ခုပြောမယ်နော်ကိုဦးဇင်းကမိုက်ခရိုဖုန်းကင်ပြီးတော့ပြောနေတော့အတန်းကဒီခန်းထဲမှာအကျယ်ကြီးထွက်နေတယ်ပေတတို့နားကလည်းအလွန်ကောင်းနေတယ်ဆိုတော့အကြောင်းတွေကပြည့်စုံလုံလောက်နေတယ်အဲ့တော့ဒီကြားတယ်ဆိုတဲ့ကိစ္စကြီးကိုမဖြစ်ချင်လို့ကိုမရဘယ်လိုလုပ်မလို့မဖြစ်အောင်ဘယ်လိုမှလုပ်လို့မရနားလည်းကောင်းနေအခုအတန်ကလည်းထွက်နေတယ်မကြားအောင်ဘယ်သူလုပ်နိုင်တယ်လဲဘယ်တော့မှကိုယ်သဘောဆိုရင်လုပ်လေကြားကျင်လို့ကြားတယ်ဆိုရင်ကြားကျင်လို့သာကြားလို့ရတယ်ဆိုရင်မကြားကျင်ရင်လည်းမကြားလို့ရမှာပေါ့ရသလားမရကြားတယ်ရှိရင်ကြားလာတာပဲကြားတယ်မရှိရင်ဆိုကြပါတော့အကြောင်းလေးတစ်ခုချွတ်ကြည့်နားကမကောင်းတော့ဘူးဆိုရင်ဘလောက်ပဲကြားကျင်အတန်တွေဘလောက်ပဲဆူနေ तू မကြားတော့ကြားတယ်ဆိုတဲ့သဘောဖြစ်ကိုမဖြစ်တော့တော့ကိုယ်ခန္ဓာမှာဖြစ်နေတာကိုယ်သဘောလားသို့မဟုတ်အကြောင်းတရားတွေပြည့်စုံလုံလောက်လို့ဖြစ်လာတာလားဒါပဲเนาะသဘာဝတရားဆိုတာဒါပဲဆိုကြပါစို့လက်ဝါးနှစ်ဖက်ကိုလွှဲပြီးတော့ဥစဉ်ရိုက်ထည့်လိုက်မယ်ဘာထွက်လာလဲအတန်ထွက်လာမယ်အဲ့ဒီအတန်လက်ဖွားထဲကနေရောက်လာတာလားလက်ဖွားထဲမှာတော့အတန်လုံးဝမရှိဘူးเนาะအတန်ဖြစ်ပေါ်ဖို့ဒီသဘာဝတရားဖြစ်ပေါ်ဖို့အတွက်အကြောင်းတရားတွေပြည့်စုံလုံလောက်တာတဲ့ခါမှာအတန်ဆိုတာဖြစ်လာတယ်အဲ့ဒါဥစဉ်တို့မန္တလေးကဆရာကြီးဒေါက်တာဦးရှိုးလွင်ဟောပြောချက်ထဲမှာအဲ့ဒါလေးတွေ့ရတယ်ဥစဉ်ကသဘောကျတယ်ဆရာကြီးကဘာပြောတော့ဆိုတော့လူတွေကတဲ့မျက်လက်ပြတယ်အုံဖွားဆိုတော့ဟာတခုခုဖြစ်လာတယ်ဆိုအယံအံ့ဩကြတယ်လက်ဝါးလေးနှစ်ဖက်လွှဲပြီးတော့ရိုက်တယ်လို့အတန်ထွက်လာတာကြတော့ရိုးမှအံ့ဩရကောင်းမှမသိဘူးတဲ့တကယ်တမ်းကတော့သဘာဝတရားတွေကအကြောင်းတရားပြည့်စုံလုံလောက်တိုင်းအသစ်ဖြစ်လာတဲ့တရားတွေဒါကိုကောင်းကောင်းနားလည်သဘောပေါက်မယ်ဆိုလို့ရှိရင်အနိစ္စဒုက္ခအနတ္တကိုနားလည်ဖို့အတွက်အရင်ကြီးအခက်အခဲမရှိနိုင်ဟုတ်လားဒါကြောင့်ပြိဿပေါင်းတော်ကောင်းတို့ဒီခန္ဓာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာအကြောင်းတရားပြည့်စုံလုံလောက်လာရင်ဖြစ်လာတာကိုယ်သဘောသူ့သဘောမပါဟုတ်လားအဲ့ဒီဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာဘယ်သဘာဝတရားမှလည်းပဲတီးနေတာမြင်နေတာမရှိဘူးဆက်ဖြစ်တာပဲရှိတယ်ဆက်ဖြစ်တာတော့ရှိတယ်ဒါပေမဲ့ဖြစ်ပြီးတိုင်းပြီးသွားတာအမြင်နေဆိုလည်းအမြင်မြင်နေတာမဟုတ်မြင်ပြီးသွားတယ်နောက်ထပ်အသစ်ထပ်မြင်တယ်အဲ့ဒါပြီးသွားတယ်နောက်ထပ်အသစ်ထပ်မြင်တယ်တောက်လျှောက်ဒလဇက်ဖြစ်ခြင်းသဘောတရားဖြစ်နေတဲ့အတွက်ကြောင့်ဒါကသမတို့ဦးဇင်းတို့တွေကအမြဲရှိနေတယ်လို့ထင်နေတာဟုတ်လားတကယ်တမ်းကအကုန်လုံးဟာပြီးဆုံးသွားတာကြီးပဲအလွန်ထင်ရှားတာကတော့ဟောဒီကြားတဲ့ကိစ္စပေါ့နော်ကြားပြီးရင်ပြီးသွားဟုတ်တော်ဝါအဘာဘာတော့ဖြစ်ပြီးတော့မရှိတော့ဘူးနော်ဒီသဘာဝတရားဟာအလွန်သိတဲ့သဘာဝတရားအဲ့ဒါဘာလို့ဆိုတော့အနိစ္စလက္ခဏာအဲ့ဒီအနိစ္စလက္ခဏာကိုအမှန်ကန်သိမယ်ဆိုလို့ရှိရင်ဒါကိုမြတ်စွာဘုရားကပညာလို့ဟောဟုတ်လားအဲ့တော့နတ်ပြည်မှာနတ်ဖြစ်နေကြတဲ့ပုဂ္ဂိုလ်တွေဟာတတ္တာသီလသုဒ္ဓစာဂပညာဒီသူတော်ကောင်းတရား၅မျိုးကြောင့်သူတို့ဖြစ်ကြတာအဲ့ဒီနတ်အဖြစ်ကိုရောက်စေနိုင်တဲ့အဲ့ဒီသူတော်ကောင်းတရား၅မျိုးဟာငါမှလည်းရှိတယ်လို့ပြန်ပြီးတော့စဉ်းစားဆင်ခြင်အောက်မေ့အမှတ်ရတဲ့တတိကိုဒေဝတာနုတ္တိတဲ့အဲ့တော့အကျိုးများသောတတိ10မျိုးတွေကအခု6မျိုးရှိသွားရောနော်ဒီမှာဦးဇင်းတို့ဖြတ်ပြီးတော့ပြောခြင်းနေတယ်ဒီအနုတ္တိ6အနုတ္တိကိုမြတ်စွာဘုရားကဦးဇင်းတို့မဟာနာမသုတ်တံဆိုတာရှိတယ်ဗျဆက်ကနိဗ္ဗာန်အင်္ဂုတ္ထုမှာအဲ့ဒါမြတ်စွာဘုရားနဲ့ညီကိုဝမ်းကိုတော်တဲ့မဟာနာမင်းသားကြီးကမြတ်စွာဘုရားကိုမေးတယ်ဗာမေးတော့ဆိုတော့မြတ်စွာဘုရားတဲ့အရိယာမက်ဖို့ကိုရပြီးသားဖြစ်ကြတယ်အရိယာပုဂ္ဂိုလ်တွေဟာဘဝမှာဘလို့နေခြင်းဖြင့်အနေများကြပါသလဲတဲ့အဲ့ဒါလေးမေးတယ်မေးတော့မြတ်စွာဘုရားကမဟာနံတဲ့အရိယာဖြစ်သွားကြတဲ့အရိယာပုဂ္ဂိုလ်တွေဟာဘဝမှာအနုတ္တိ6မျိုးဖြင့်အနေများရတယ်တဲ့ဗုဒ္ဓအနုတ္တိဓမ္မအနုတ္တိသံဃာအနုတ္တိသီလအနုတ္တိစာဂာအနုတ္တိဒေဝတာအနုတ္တိပြောခဲ့ပြီနော်အဲ့ဒီ6မျိုးနဲ့အနေများကြတယ်တဲ့အဲ့ဒီမှာမြတ်စွာဘုရားဆက်ပြီးတော့အမင်းရှိတာလေးကိုဦးဇင်းကသဘောကျတယ်အဲ့ဒါလေးကိုပြောချင်တာပါအခုပြောခဲ့တဲ့ဘုရားရဲ့ဂုဏ်ကိုအောင်မေ့အမှတ်ရခြင်းအစရှိတဲ့ဒီအနုတ္တိ6မျိုးနဲ့သာနေမယ်ဆိုရင်အဲ့ဒီလိုနေနေတဲ့အခိုက်အတန့်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာအဲ့ဒီလိုနေနေတဲ့အခိုက်အတန့်လေးမှာຢာကဒေါသမောဟထကြွတောင်းကျမ်းတဲ့သဘောရှိကိုမရှိဘူးတဲ့ဟုတ်လား
အလွန်မှရိုးဖြောင်းနေတဲ့ အလွန်မှတည်ငြိမ်နေအလွန်မှချမ်းသာတဲ့သဘောရှိတယ်အဲ့ဒါလိုစဉ်းစားဆင်ခြင်အောက်မေ့တဲ့တတိကလေးရှိနေတဲ့အချိန်ပါဟုတ်လားပြီးတော့မြတ်စွာဘုရားပါဆက်ပြောတော့ဆိုတော့ဝိသမကတာယပဇာယသမပတ္တောဝိရတိအဲ့ဒါလေးကိုအရင်ကသဘောကျတယ်ဝိသမကတာယမငြိမ်သက်သောပဇာယတတ္တဝါတွေရဲ့ကြားထဲမှာသမပတ္တောငြိမ်ငြိမ်သက်သက်ဝိရတိနေသောပုဂ္ဂိုလ်လို့ဘုဇတိဆိုရမယ်တဲ့ဟုတ်လားဒီအနုတ္တိ6ပါးကိုပွားများနေတဲ့အချိန်ကလေးမှာအဲ့ဒီပုဂ္ဂိုလ်ဟာမငြိမ်သက်တဲ့လူလောကကြီးမှာငြိမ်ငြိမ်သက်သက်ကလေးနေနေတဲ့လူလို့ဆိုရမယ်တဲ့နော်လူတွေကတူတူကိုယ်ကိုယ်ရိုးမှငြိမ်သက်တာမဟုတ်လောကကြီးကအမြဲတမ်းအကြောင်းတစ်မျိုးမဟုတ်တစ်မျိုးကြောင့်တော့လှုပ်ရှားနေတယ်မငြိမ်မသက်ဖြစ်နေတယ်ပေါ့ကောင်းတော့တစ်မျိုးမကောင်းတော့တစ်မျိုးနော်တစ်မျိုးလေးတွေဖြစ်နေတယ်ပေါ့ဟုတ်လားကောင်းတော့လည်းတစ်မျိုးမကောင်းတော့လည်းတစ်မျိုးပေါ့ဟုတ်လားအဲ့လိုမျိုးအမျိုးမျိုးဖြစ်ပြီးတော့မငြိမ်မသက်ဖြစ်နေကြတယ်နော်လှုပ်ရှားနေတယ်အဲ့ဒီလိုမငြိမ်မသက်ဖြစ်နေတဲ့လောကကြီးမှာငြိမ်ငြိမ်သက်သက်နေနေတဲ့လူလို့ဆိုနိုင်နေတယ်တဗျံပိစ္ဆာယပဇာယအဗျံပိသောဝိရတိဟောနောက်တစ်ချက်ထပ်ပြောတယ်တဗျံပိစ္ဆာယပဇာယလောဘဒေါသမောဟတို့ဖြင့်ဆင်းရဲပင်ပန်းနေကြတဲ့တတ္တဝါတွေကြားထဲမှာအဗျံပိသောဆင်းရဲပင်ပန်းမှုမရှိဘဲနဲ့အလွန်သက်သာစွာနေတဲ့ပုဂ္ဂိုလ်လိုလည်းပဲဆိုရမယ်တဲ့နော်ဆင်းရဲတဲ့လောကကြီးမှာချမ်းချမ်းသာသာနေနိုင်ခြင်းနဲ့ဆိုရင်ဒီအနုတ္တိ6ပါးနဲ့နေရမယ်ပေါ့အဲ့တော့ဒီနေရာမှာပိဋကပေါင်းတော်တို့ဆင်းရဲတယ်ချမ်းသာတယ်ဆိုတာကပြောဖို့အဓိပ္ပာယ်ကအလွန်ကျယ်ပြန့်တယ်နော်ငွေကြီးပြည့်စုံတာမပြည့်စုံတာနဲ့ချမ်းသာတာဆင်းရဲတာနဲ့တိတ်မဆိုင်ဘူးဟုတ်တယ်မဟုတ်လားနော်ချမ်းသာခြင်းလို့ရှိရင်နော်ငွေကြီးနဲ့ပြည့်စုံအောင်နေရမယ်လို့မြတ်စွာဘုရားဟောမှမထားပဲဟုတ်လားနော်ဆင်းရဲတဲ့တတ္တဝါတွေကြားထဲမှာချမ်းချမ်းသာသာနေခြင်းဒီအောက်မေ့ခြင်းအမှတ်ရခြင်းအမြင့်မြတ်တဲ့တတိကလေးနဲ့နေရမယ်လို့ပဲမြတ်စွာဘုရားဟောတာဒါကြောင့်ချမ်းသာတဲ့ဆင်းရဲတဲ့ဆိုတာကနောက်ခြုံငုံပြီးတော့ပြောရမယ်ဆိုရင်တော့ဦးဇင်းတို့သဘောပေါက်ထားတာကတော့ဘဝမှာနေတဲ့ရင်ချမ်းသာတာပဲမနေတဲ့ရင်ဆင်းရဲတာပဲဒါကတော့အလုံးကိုခြုံငုံမိတယ်လို့ဦးဇင်းကတော့ထင်တယ်အပါကြီးရှိနေနေဘလို့ပဲတက်နေနေဘာပဲဖြစ်နေနေဖြစ်ချင်တာဖြစ်ပါစေမနေတတ်ရင်တော့မချမ်းသာပါဘူးအဲ့ဒီလိုနေတတ်ရင်ချမ်းသာတယ်အဲ့ဒီနေတတ်တယ်ဆိုတာလေးကလည်းပဲမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ကင်းပြီးတော့အဲ့ဒီအယူသေးကဘလို့မှမရနိုင်ဘူးလို့ထင်တယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့တရားတွေကိုကြိုးစားပြီးတော့လေ့လာရတယ်လိုက်စားရတယ်မှတ်သားရတယ်စာပေတွေကိုဖတ်ရှုရတယ်ဒါပါအတွက်တော့နေတတ်ဖို့တလုံးနဲ့ပြောမယ်ဆိုရင်ဘာလို့ဖို့တော့နေတတ်ဖို့ဘာလို့ဆိုနေတတ်မှချမ်းသာမှာဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဆင်းရဲတဲ့လောကကြီးမှာချမ်းချမ်းသာသာနေတယ်လို့ဆိုရတယ်လို့အဲ့ဒီအနုတ္တိ6ပါးကိုမြတ်စွာဘုရားဂုဏ်ပြုထားတာမရှိဘူးလားရှိတယ်အဲ့တော့ဦးဇင်းတို့အကျိုးများသောတတိ10မျိုးတွေကအခုဘယ်နှမျိုးပြီးသွား6မျိုးပြီးသွားနော်နောက်ထပ်ဘယ်နှမျိုးကျန်4မျိုးကျန်နေသေးတယ်အဲ့ဒီ4မျိုးကဘာလို့ဆိုတော့အာနာပါနတတိဟောလာတယ်နော်အာနာပါနတတိတော့တတိပဲအဲ့ဒီတတိကဘာကိုအောက်မေ့အမှတ်ရတဲ့တတိလဲဆိုတော့အာနာပါနကိုအောက်မေ့အမှတ်ရတဲ့တတိအာနာပါနဆိုတာဝင်သက်ထွက်တဲ့ဟုတ်လားဒီဝင်လေထွက်လေကိုတတိကင်းပြီးတော့ဝင်သွားတာမျိုးမဖြစ်စေရဘူးတတိကင်းပြီးတော့ထွက်သွားတာမျိုးမဖြစ်စေရဘူးဆိုပြီးတော့ဝင်လေဝင်တိုင်းထွက်လေထွက်တိုင်းတတိကပ်ပြီးတော့ဝင်သွားအောင်ထွက်သွားအောင်ကြိုးစားအထောက်တော့ဟုတ်လားဒီနေရာမှာဦးဇင်းတို့နော်အနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဝင်လေဝင်တိုင်းထီတိုင်းသိထွက်လေထွက်တိုင်းထီတိုင်းသိဟုတ်လားဝင်လေဝင်တိုင်းထွက်လေထွက်တိုင်းနာသီပြတနေရာကိုတော့သူကထိခိုက်ပုတ်တိုက်သွားတဲ့သဘောကတော့ရှိတာပဲလေဟုတ်လားဒါကြောင့်ဝင်လေထွက်လေကိုဦးဇင်းတို့တတိကတ်တဲ့နေရာမှာနော်ဝင်လေဝင်သွားရာဗိုက်ထဲကိုလည်းပဲလိုက်မသွားနဲ့တဲ့ထွက်လေထွက်သွားရာနှာခေါင်းရဲ့အပြင်ဘက်ကိုလည်းလိုက်မသွားနဲ့ဝင်လေထွက်လေနဲ့နှာသီးပြားထိခိုက်မိတဲ့နေရာလေးကိုစိတ်ဆိုင်ပြီးတော့အဲ့ဒီနေရာမှာတတိကတ်ထားရမယ်ပေါ့ဟုတ်လားနော်ထိခိုက်တဲ့နေရာလေးကိုစိတ်ဆိုင်ပြီးတော့အဲ့ဒီထိတဲ့သဘောလေးထဲမှာတဘာဝတရားတွေအများကြီးဖြစ်နေတယ်အဲ့ဒါကိုကိုယ်ကသိအောင်ကြိုးစားရမယ်ဥပမာလွှဆွဲတဲ့ပုံကိုနော်တစ်ဖက်တစ်ယောက်ထိုင်ပြီးတော့ငမန်းဆွဲနဲ့တစ်တုံးကြီးခလေကောင်ချပြီးတော့လွှဆွဲတယ်ပေါ့နော်ဆွဲလိုက်တယ်ဆိုရင်လွှရဲ့ဒီဘက်အဖျားကိုလည်းသူရောက်လာကြည့်တာမဟုတ်ဘူးဟိုဘက်ဆွဲလိုက်ရင်ဟိုဘက်ကိုကြည့်တာလည်းမဟုတ်ဘူးလွှနဲ့တစ်တုံးနဲ့ထိတဲ့နေရာကိုပဲသူကြည့်ပြီးတော့ဆွဲတာဒါမှလွှချောင်းကဖြောက်မှာပေါ့ဟုတ်တယ်မဟုတ်လားအဲ့လိုမျိုးဝင်လေထွက်လေနဲ့နှာသီးပြားထိခိုက်မိရာအရက်ကိုစိတ်ဆိုင်ပြီးတော့အဲ့ဒီထိတဲ့သဘောကိုတတိမလွတ်အောင်နော်တတိတွေတစ်လုံးပြီးတစ်လုံးဖြစ်အောင်ကြိုးစားအဲ့ဒါကိုဘာခေါ်မလို့အာနာပါနာတတိအဲ့ဒီအာနာပါနာတတိကိုကြတော့မြတ်စွာဘုရားက
တခြားသောသုတ်တန်တွေမှာများစွာအကျိုးကျေးဇူးကိုဖော်ပြပြီးတော့ဟောထားတာရှိတယ်။နော်ဒီသုတ်တန်လေးမှာတော့စောစောကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးပေါ့နော်။ဧကန္တနေပိဓာယဝိရာဂာယနေရောဓာယဥပဒမာယအဘိညာယတံဘောဓာယနိဗ္ဗာနာယသံဝတ္တိနော်ဒီတတိဟာဒီလိုအကျိုးကျေးဇူးတွေကိုဖြစ်စေမယ်ပေါ့။ဒါကဦးဇင်းတို့9ခုမြောက်တတိပေါ့။နောက်10ခုမြောက်တတိကိုကျတော့ဘာပြောလို့ဆိုတော့မရဏတတိတဲ့ဟောနော်ဒီတတိ10မျိုးကအကုန်လုံးတန်ဖိုးကြီးမားတယ်ဟုတ်လားမရဏတတိတဲ့မရဏတတိကဘာလဲဘဝရဲ့သေဆုံးခြင်းပျက်စီးခြင်းကိုအောက်မေ့အမှတ်ရတဲ့တတိဒါတွေကပိဋကပေါင်းသူတော်ကောင်းတို့သီလနုတ္တိတို့ဒေဝတာနုတ္တိတို့လောက်မခက်ဘူးနော်ဟောဆိုအာနာပါနဝင်သက်ထွက်သက်ကလည်းပဲရှိနေတာဟုတ်လားသူ့ကိုရအောင်ဆင်ခြင်ဖို့အတွက်တတိထားဖို့အတွက်တမင်ဖန်တီးယူတရားမလို့ဟုတ်တယ်မဟုတ်လားပြီးတော့ဘဝရဲ့ပျက်စီးခြင်းသေဆုံးခြင်းဆိုတာကလည်းပဲသေချာပေါက်တွေ့ရမယ့်အရာအမှန်တရားဟုတ်တယ်မဟုတ်လားတရားကြီးမကြီးဒါကလူတွေကမရှိပြီးသားတရားကိုမစင်သားမစင်ကျင်တာပေါ့ဟုတ်တယ်မဟုတ်လားဘဝဟာပျက်စီးရလိမ့်မယ်သေဆုံးရလိမ့်မယ်ဒီနေ့လုံးဝအပျက်စီးရမယ်ဆိုတာလူတိုင်းသိလဲသိထားတယ်လက်လဲခံထားတယ်ဘာမှဘယ်သူမှစောရကမတက်ဘူးဒီကိစ္စစောရကတက်ရင်လည်းဒါအုံတော့မမှန်တော့ဘူးလို့ပြောရတော့မှာလေဟုတ်တယ်မဟုတ်လားနောက်တတဝတိုင်းတတဝတိုင်းဒါဝေဘွားလာရင်သိရမှာပဲဟုတ်တယ်မဟုတ်လားသို့တော့အဲ့ဒါလောက်မှန်ကန်လွယ်ကူထင်ရှားတဲ့ဒီအမှန်တရားကြီးကိုတစ်ခါတလေတနေ့သာကုံသွားတယ်တခါမှအောက်မေ့အမှားရလိုက်တဲ့မရှိတဲ့နေ့မျိုးတောင်မရှိဘူးလားရှိတယ်အဲ့ဒါကြောင့်မလို့လေဒကာဓမ္မတို့ဦးဇင်းတို့တွေနော်လောဘဒေါသမောဟတွေကြီးပြီးတော့နော်ငြိမ်းချမ်းကြောင်းတရားတို့တရားမြတ်နဲ့လောရကြအောင်ဟုတ်တယ်မဟုတ်လားတကယ်တမ်းကအလုံးမလွယ်ကူရှင်းလင်းတဲ့တရားပဲဒီမရဏတတိကဘဝရဲ့ပျက်စီးခြင်းကိုလားစဉ်းစားငါတော့တေမိန်ကြပြီးသားရာဇဝသားတယောက်လိုတေလူဖြစ်တယ်ဟုတ်လားငါသည်သာလည်းတေလူမဟုတ်တတဝါတိုင်းအကုန်လုံးတေလူပဲတကယ်တမ်းကဒါကြောင့်တေခြင်းတရားကိုစဉ်းစားတဲ့နေရာမှာကိုတယောက်တည်းကိုတဘဝတည်းကိုကွက်ပြီးတော့စဉ်းစားယုံညံ့တယ်မပြည့်စုံမြင်သမျှတတ္တဝါတွေအားလုံးကိုဖြန့်ပြီးတော့စဉ်းစားတတ်ရမယ်ငါအိမ်ကလူတွေငါဆွေမျိုးတွေငါတငယ်ချင်းတွေငါမိတ်ဆွေတွေငါဘေးကလူတွေအကုန်လုံးတော့လူသားတွေနေမကဘူးတွေ့သမျှမြင်သမျှတိရစ္ဆာန်တွေအပေါ်မှာလည်းပဲစဉ်းစားမိဖို့ဆင်ခြင်မိဖို့လိုတယ်ဖြစ်ပေါ်လာတဲ့တတ္တဝါမှန်သမျှပျောက်ကွယ်သွားကြရမှာဟုတ်လားနတ္ထိဇာတတအမရဏဝေးဖွားလာတဲ့တတ္တဝါမတည်ဘူးဆိုတာမရှိဘူးဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အဲ့ဒီပျက်စီးခြင်းသဘောတရားကိုအမှန်စဉ်းစားသိဖို့လိုပဲဒီနေ့မှာစဉ်းစားတဲ့နေရာမှာအကျိုးကျေးဇူး9မျိုးကိုရမယ်လို့ပြောတယ်အဲ့ဒီအကျိုးကျေးဇူး9မျိုးကိုဘယ်လိုလုံးမှရမှာတော့ဒီတတိကိုဘယ်လိုလုံးမှရမှာတော့ဆိုတော့ဟောဘာဝီတောဘဟုလိကတောအဲ့ဒီစကားနှလုံးကတော့အခြေခံတော့ချက်ကြတယ်လို့ဆိုရမယ်ပေါ့ဘာဝီတောပွားများရမယ်ဘဟုလိကတောကျိန်ဖန်များစွာဖြစ်စေရမယ်ဆိုလိုတာကတစ်ခါအမှတ်ရတာနဲ့နှစ်ခါအမှတ်ရတာအည်အသွေးမတူဘူးနှစ်ခါအမှတ်ရတာနဲ့ခါပေါင်း100လောက်အမှတ်ရတာနဲ့တိသွားပုံချင်းမတူဘူးဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘာဝနာတရားရဲ့အဓိကတော့ချက်ကနော်ပွားများခြင်းကျင့်ဖန်များစွာဖြစ်စေခြင်းဆိုတာအလွန်အရေးပါတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့နော်ဘဝရဲ့လောကရဲ့နော်နည်းနည်းတဲ့အကြောင်းအရာတွေကိုသိဖို့မြင်ဖို့အတွက်ဒီသိခြင်းတရားဒီဟူသောပရင်းပေါက်ကနေလှမ်းပြီးတော့ကြည့်မိဖို့လိုမယ်ပေါ့ဟုတ်လားဒီပရင်းပေါက်ကိုပိတ်ထားတယ်ပရင်းပေါက်ကတော့မပိတ်ပါဘူးကိုကမကြည့်မိဘူးပေါ့အဲ့တော့သိလိုက်တာကိုမသိရတော့မမြင်ရတော့ကိုအမြဲပဲမသိတော့မလိုနေပြီးတော့ကိုယ်စောနဲ့ကိုကပ်ပြီးတော့နော်အတွေးတွေကစပြီးတော့သိခြင်းတရားကိုအမှတ်ရတဲ့လူနဲ့အမှတ်မရတဲ့လူအတွေးချင်းတူနိုင်မလားမတူနိုင်ဘူးနော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့လှုပ်ကြည့်မှကြိုးစားကြည့်မှနော်ကိုယ့်ရဲ့အသိဉာဏ်ကိုယ့်ရဲ့အတွေးတွေဟာဘလို့ပြောင်းလဲသွားနိုင်တယ်လဲဆိုတာကိုကိုယ်တိုင်သိရမှာပေါ့နော်ဒါကတော့လည်းပဲတယောက်နဲ့တယောက်သိပုံချင်းကတော့မတူနိုင်ဘူးပေါ့ဦးဇင်းတို့ပြောနေကြပါပဲနော်မဂ္ဂဒေဝမင်းကြီးကဆံပင်ဖြူတပင်ပေါက်တော့စတ္တာတွေကရွှေမွေးညက်နဲ့နှုတ်ပြီးတော့သူ့ရဲ့လက်ထဲကိုချလိုက်တော့မင်းကြီးကသေမင်းကငါ့ကိုနိုင်ပြီဆိုပြီးတော့ငါ့ရဲ့ခေါင်းပေါ်မှာအလံပြူလာပြီးတော့စိုက်တာဆိုပြီးတော့တတိတံဝေကပြင်းစွာရတယ်တဲ့ဘလောက်ထိသူထိတ်လန့်သွားတော့ဆိုရင်သူ့ရဲ့ဝတ်လဲတော်တွေကိုရေညှစ်လို့ရတယ်တဲ့ချွေတွေထွက်လာတာဟုတ်လားဒါသူစပင်ပြူတစ်ချောင်းကိုမြင်လို့သူကတော့အဲ့လောက်ထိစူးစူးရှာရှာမြင်ပြီးတော့အဲ့လောက်ထိထိတ်လန့်တုန်လှုပ်သွားတယ်ဒကာဓမ္မတို့ဦးဇင်းတို့ကတကောင်းလုံးဖြူလို့တောင်ချွေတစ်ပေါက်ထွက်ဖို့မလွယ်ဘူးဟုတ်လားအဲ့ဒါဘာဖြစ်သွားတာလဲဆိုတော့ဘာကွာသွားတာဆိုတော့ပါရမီကွာသွားတာဟုတ်လားပါရမီကွာသွားတာပါရမီဆိုတာလည်းကိုပြုတ်ခဲ့တာပဲ
ကျင်းဖန်များစွာသူစူးစမ်းအထုတ်ခဲ့လို့နော်တစ်ချက်လောက်သူပြလိုက်တာနဲ့သူအများကြီးလင်းသွားမြင်သွားတာဒါကြတော့ဦးဇင်းတို့တွေကအဲ့လိုအများကြီးမလုပ်ခဲ့တော့နော်နည်းနည်းလောက်စူးစမ်းတာနဲ့တချို့ကိစ္စကသဘောမပေါက်သေးဘူးအဲ့တော့ကျင်းဖန်များစွာစူးစမ်းအထုတ်ကြည့်မှဩဒီလိုကိုဘဝဆိုတာနားလေလားဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဦးဇင်းတို့ပြောရပါတယ်ပေခြင်းသဘောတရားကိုသာအဖန်ဖန်ထက်ထက်စဉ်းစားဆင်ခြင်မှာလူတစ်ယောက်တကယ်သာစဉ်းစားမယ်ဆိုရင်မပြောင်းလဲဘူးဆိုတာရှိကိုမရှိဘူးလို့ပြောရပါတယ်ဟုတ်လား။အော်ဆိုနေ့တင်ကိုတွေးနေတာကြမ်းနေတာအလုတ်လုတ်နေတာတွေကနော်ရှင်သန်နေမယ်ဆိုတဲ့စိတ်နဲ့လှုပ်တာဟုတ်တယ်မဟုတ်လား။ပျက်စီးသွားလိမ့်မယ်ဆိုတဲ့စိတ်နဲ့လှုပ်တာသိမရှိဘူး။အဲ့တော့မျှမျှတတရှိဖို့မလိုဘူးလား။မသိမချင်းတော့နေကြရအောင်ပါပါနေဖို့လည်းပဲဒါစူးစမ်းမှာပဲချင်းသိမယ်မှတော့မသိဘူးပေါ့ဟုတ်လား။သို့တော့တေချာဖို့ပျက်စီးမဲ့ကိစ္စကိုတော့လုံးဝအမေကြီးမေ့ထားတာကတော့အလွန်တရာမှသဘာဝမကျတဲ့ကိစ္စလို့မဆိုနိုင်ဘူးလား။ဆိုနိုင်တယ်။ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဘယ်နှခုမြောက်တော့၈ခုမြောက်နော်၈ခုမြောက်မိမိတန်တမှာဖြစ်ပေါ်စေရမယ့်တတိပျက်စီးခြင်းသေဆုံးခြင်းကိုအမေ့တယ်အမှတ်ရတဲ့မရဏတတိပေါ့နော်အဲ့ဒီမရဏတတိကလည်းစောစောကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေတယ်ဟောနောက်9ခုမြောက်တတိကိုသွားရအောင်နော်9ခုမြောက်တတိကဘာလဲတော့ကာယကတာတတိဟောကာယကတာတတိဆိုတာကမိမိရုပ်ကာယမှာနော်အဖန်မှာအောက်မေ့တဲ့အမှတ်ရတဲ့တတိတရားဟုတ်လားဒီနေရာမှာဦးဇင်းတို့ကာယဆိုတာအပေါင်းအစုကိုပြောတာပါအပေါင်းအစုဆိုတာကရုပ်တည်းရဲ့အပေါင်းအစုရှိတယ်နာမ်တွေရဲ့အပေါင်းအစုရှိတယ်ပေါ့ဒီနေရာမှာကာယကတာတတိဆိုတာကအထူးသဖြင့်ရုပ်တည်းရဲ့အပေါင်းအစုဖြစ်တဲ့ကာယကတာတတိဆိုတာရုပ်တည်းရဲ့အပေါင်းအစုကိုအဓိကရည်ညွှန်းတာပေါ့နော်ကိုယ့်ရဲ့ဒီရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကြီးဘလို့တိဆောက်ထားလဲဆိုတာကိုကိုယ်တိုင်သိအောင်ကြိုးစားပြီးတော့ဒါကိုအမှတ်ရမယ်အောက်မေ့ရမယ်ပေါ့နော်အယိုးကိုအမာခံနေရာမှာစိုက်ဆောက်ပြီးတော့အကျော်နဲ့ဖွက်ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့အရေးတူအရေးပါနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာကိုယ်ဟုတ်လားတွင်ထဲမှာအဆုပ်နှလုံးအသေးဥမဥသိအစာသေးအစာဟောနော်ဒီချီအစရှိတဲ့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်တိဆောက်ထားပုံကိုတတိကလေးပြန်ပြီးတော့ထားရမယ်ပေါ့ဟုတ်လားဒါကာယကတာတတိပဲဒီနေ့မှာဦးဇင်းတို့ကာယကတာတတိဆိုတာကနေပေအလွန်ကျဲတယ်ဟုတ်ဦးဇင်းတို့မေကြီးမနေကြတဲ့မှာကာယကတာတတိတုတ်တန်ဆိုပြီးတော့ဟောထားတာရှိတယ်နောက်ကာယကတာတတိရဲ့အဓိပ္ပာယ်ကိုအဲ့ဒီမှာမြတ်စွာဘုရားအများကြီးအဓိပ္ပာယ်ဖွင့်ပြတယ်စောစောကပြောခဲ့တဲ့အာနာပါနတတိဆိုတာအဲ့ဒီကာယကတာတတိထဲမှာအကျုံးဝင်တယ်ပေါ့နော်ကာယကတာတတိဟာသွားရင်သွားတယ်လို့သိတယ်ရရင်ရက်တယ်လို့သိတယ်အသရှိတဲ့ဖြင့်ဣရိယာပဋ္ဌရှိတယ်တမ္ပဇင်ညာရှိတယ်ပฏิကူလမနတိကာရလို့ဆိုတဲ့32ခုထာတာကိုသိတဲ့အမှတ်ရတဲ့တတိလည်းရှိတယ်ဓာတုမနတိကာရလို့ဆိုတဲ့ပရိယဘောတေဇောဝါယောဓာကြီးလေးပါးကိုသိတဲ့တတိလည်းရှိတယ်ဟုတ်လားနဝတိဝတိကာယပပလို့ဆိုတဲ့ဒီခန္ဓာကိုယ်ကြီးသိဆုံးပြီးတဲ့နောက်မှာဆက်လက်ဖြစ်ပေါ်လာမဲ့သဘာဝတရားရောင်လာတဲ့သဘောပုတ်လာတဲ့သဘောအယောင်ပြောင်းလာတဲ့သဘောဟုတ်လားနောက်မြင်မျိုးသောပိုးကောင်တွေစားပြီးတော့နောက်တစားသည်တမွားသည်ပြိုကွဲပျက်စီးပြီးတော့ဆက်ဆုပ်ရွံ့ရှာပွဲအနေထားဒါတွေလည်းပဲကာယကတာတတိထဲမှာအကျုံးဝင်တယ်အနှစ်ချုပ်ပြောရရင်တော့မိမိရုပ်ကာယရဲ့သဘောတဘာဝအမှန်ကိုအောက်မေ့အမှတ်ရတဲ့တတိပေါ့ဒီကာယကတာတတိကတော့ဦးဇင်းတို့ဒီအင်္ဂုတ္တအင်္ဂနိပတ်ထဲမှာအကျိုးကျေးဇူးတွေသူ့ကိုအထူးသဖြင့်အများကြီးပြပြီးတော့ဆက်ဟောထားတာတွေရှိတယ်နောက်ဦးဇင်းတို့သုတ်တန်တပုတ်ထဲမှာဟောထားတာတခုကတော့တော်တော်စိတ်ဝင်စားစရာကောင်းတယ်ကာယကတာတတိကိုမပွားများဘူးဆိုလို့ရှိရင်တဲ့နော်ပြော့ဣနေတဲ့ရွှံ့ပွက်တဲကိုကြောက်ခဲတုံးတုံးပြစ်ချလိုက်မယ်ဆိုရင်အဲ့ဒီကြောက်ခဲဟာလွတ်လွတ်ကူကူဝင်သွားမယ်အဲ့ဒီရွှံ့ပွက်တဲကိုဒီရွှံ့ပွက်ကဒီကြောက်ခဲကိုသူ့တဲကိုဝင်မလာဘူးတော့သူဘလို့မှမတားဆီးနိုင်ဟုတ်လားအဲ့လိုပဲကာယကတာတတိကိုမပွားများဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာကိုအကုသိုလ်ကိလေသာတရားတွေဟာလွယ်လွယ်ကူကူဝင်သွားနိုင်တယ်တဲ့သူဘလို့မှမတားနိုင်ဘူးတဲ့ပေးထားတဲ့ဥမာအလွန်ကောင်းတယ်နော်ဟုတ်လားနောက်တစ်ချက်ပါဆက်ပြောတာတော့အဲ့ဒီထဲမှာအမှတ်ရတာလေးပြောအောင်ပဲ6တယောင်းနေတဲ့တစ်ခက်တစ်ရွက်တွေကိုမီးရှို့မယ်ဆိုရင်အလွန်လွယ်လွယ်ကူကူတောက်လောင်သွားလိမ့်မယ်တဲ့ဟုတ်လားအဲ့လိုပဲကာယကတာတတိကိုမပွားများဘူးဆိုလို့ရှိရင်ကိလေသာမီးဟာအဲ့ဒီပုဂ္ဂိုလ်ကိုလွယ်လွယ်ကူကူပဲတောက်လောင်သွားလိမ့်မယ်ဒါတစ်ချက်နောက်တစ်ချက်ပါပြောတော့ဆိုတော့အဝကျေတဲ့စိန်အိုးကြီးတစ်လုံးပေါ့နော်အဲ့ဒီစိန်အိုးထဲမှာဘာမှထည့်မထားအဲ့ဒါကိုကရုတ်ခွေပေါ်မှာကောင်းကောင်းတည်ထားတယ်အဲ့ဒါကိုလူတယောက်ကရေတွေထမ်းလာပြီးတော့လောင်းထည့်မယ်ဆိုရင်စိန်ဦးကြီးကဘာမှလည်းမရှိဘူးအဝကလည်းကျေကျေဆိုတော့လွယ်လွယ်ကူကူပဲလောင်းထည့်လိုက်တိုင်းတော့ရေဟာစိန်ဦးကြီးတွေကိုဝင်သွားမယ်
အဲ့လိုပဲကာယကတသတိကိုမပွားများဘူးဆိုလို့ရှိရင်ကိလေသာတရားအကုသိုလ်တရားတွေဟာတော့ဟောင်းလောင်းပွင့်နေတဲ့ဒီစင်အိုးရဲ့အပေါက်ဝါကြီးကိုကြိုက်တော့ဝင်လာခဲ့သူကတော့လက်ခံနေမယ်ဟောဥပမာဘယ်နှမျိုးပေးတော့၃မျိုးနော်ပျော်ဤနေတဲ့ရွှွန့်ပွက်တဲ့ကိုကြောက်ခဲတုံးပြစ်ချလိုက်တယ်လို့မျိုးကိလေသာတွေကလွယ်လွယ်ကူကူဝင်ပေါက်ကိုရတယ်ဟုတ်လား6တင်ရောက်နေတဲ့တစ်ခက်တည့်ရက်တွေကိုမီးရှို့လိုက်ရင်လွယ်လွယ်ကူကူတောက်သွားတယ်လို့မျိုးဘလို့လောကရဏနေမဲ့တွေ့သူကတော့ပူလောင်မှုတွေဖြစ်မယ်ပေါ့ဟုတ်လားပြီးတော့ဗါတော့အဝကျဲတဲ့ဘာမှထည့်မထားတဲ့စင်ဦးကြီးတွေကိုရေထည့်ရင်လွယ်လွယ်ကူကူဝင်သွားတယ်လို့မျိုးတဲ့အဲ့ဒါကာယကတသတိကိုမပွားများဘူးဆိုရင်အဲ့လိုဖြစ်မှာတဲ့မြတ်စွာဘုရားအကယ်၍သာကာယကတသတိကိုပွားများမယ်မိမိခန္ဓာမှာထင်သောတတိရှိမယ်ဆိုရင်တော့ဟောနောက်ထပ်ဥမာတစ်မျိုးပေးပြန်တယ်နော်ပြင်းသားတို့ဗရောက်သားတို့ ਨੇ အလွန်မှကြောတဲ့အသားနဲ့လှုပ်ထားတဲ့တကားချက်ကြီးတစ်ချက်အဲ့ဒီတကယ်ချက်ကြီးကိုအဝေးကနေပြီးတော့နော်သုံးမွေးချီလုံးလို့နော်ဂွန်းကိုလုံးထားတဲ့အလုံးမျိုးလိုနဲ့ပြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီသုံးမွေးချီလုံးဟာအဲ့ဒီတကားပေါက်ထဲကိုဝင်သွားစရာအကြောင်းမရှိဘူးပြန်ပြီးတော့ပဲခုန်ထွက်လာမယ်ပေါ့ဟိုကဗရောက်သားတို့ပြင်းသားတို့ ਨੇ လှုပ်ထားတာဒီကပြစ်တာကသုံးမွေးချီလုံးနဲ့ဘာမှဟိုကတုံလုံးမှုမရှိအဲ့လိုပဲဦးဇင်းတို့ကာယကတသတိကိုပွားများမယ်ဆိုရင်အကုသိုလ်ကိလေသာတရားတွေမဖြစ်နိုင်ဘူးလို့မြတ်စွာဘုရားဟောနော်ပြီးတော့ဦးဇင်းတို့အစိုးတဲ့အစေးတဲ့အလွန်များတဲ့နော်ညောင်သားတို့ရေတပန်းသားတို့အဲ့ဒါကိုအစိုးကြီးခုတ်ပြီးတော့ပုံထားတယ်ဆိုရင်မီးရှို့မယ်ဆိုရင်လွယ်လွယ်ကူကူရှို့လို့မရဘူးအစိုးတရွှဲရွှဲနဲ့ဖြစ်နေတာအစေးတရွှဲရွှဲနဲ့ဖြစ်နေတာဟုတ်လားအေးအဲ့လိုပဲတဲ့နောက်ထပ်နော်အဝနဲ့အညီပြည့်တယ်ရေတွေအပြည့်ထည့်ထားတဲ့စင်ဦးရေတွေကိုနောက်ထပ်ရေတွေထပ်ထည့်မယ်ဆိုရင်ဝင်သွားစရာအကြောင်းမရှိဘူးထဲတိုင်းတော့ရေဟာရှမ်းပြီးတော့ပဲကြာသွားမယ်ဟုတ်လားအဲ့ဒါလိုပဲကာယကတသတိကိုပွားများထားမယ်ဆိုရင်တော့အကုသိုလ်ရာအကြောင်းမရှိဘူးဆိုတာကိုမြတ်စွာဘုရားကနော်ဥပမာအမျိုးမျိုးနဲ့နားရှင်းအောင်ပြောတာဟောနော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ခုဒီမှာလည်းပဲကာယကတသတိကိုသာပွားများမယ်ဆိုရင်အကျိုးကျေးဇူးဘယ်နှမျိုးတို့9မျိုးဧကန္တနိဗ္ဗိရာယဝိရာဂာယနိရောဓာယဥပဒမာယအဘိညာယတံဘောဓာယနိဗ္ဗာနာယသံဝတ္တတိအလွတ်ရပြီလို့ထင်ပါတယ်နော်အေးအဲ့တော့ဦးဇင်းတို့နောက်ဆုံး10ခုမြောက်တတိနော်10ခုမြောက်တတိကဘာပြောထားလို့ဆိုတော့ဥပဒမာနုတ္တိဥပဒမာနုတ္တိဆိုတာကနိဗ္ဗာန်ရဲ့ချမ်းသာပုံငြိမ်းအေးပုံနိဗ္ဗာန်ရဲ့ဂုဏ်ကျေးဇူးကိုအောက်မေ့အမှန်ရတဲ့တတိတဲ့ဒါကြတော့နည်းနည်းအခက်အခဲရှိဖို့အခက်အခဲရှိတယ်လို့ပြောရမှာပေါ့နော်။ဘောင်းဆိုပရိယတိအနေအရထိုက်တဲ့ဘုဟုတ္တနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ကိုလေ့လာဖို့ထားတာတွေရှိရမယ်မှန်မှန်ကန်ကန်နော်သူတော်ကောင်းတွေနဲ့ပေါင်းသင်းပြီးတော့နော်တကယ်အရိယာသူတော်ကောင်းတွေနဲ့ပေါင်းသင်းမှုမယ်ဆိုရင်တော့ပိုကောင်းမယ်ပေါ့နော်နိဗ္ဗာန်ရဲ့အကြောင်းကိုပို့ပြီးတော့တိတိကျကျသိရမယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့နိဗ္ဗာန်ချမ်းသာဆိုတာကမဲ့ဉဏ်ပူဉဏ်တို့ဖြစ်တာလေမျက်မှောက်ပြုနိုင်သိနိုင်တဲ့သဘောရှိတာ။တရားဓမ္မတို့လိုဦးဇင်းတို့ပုထုဇဉ်တွေဟာနိဗ္ဗာန်ချမ်းသာကိုတိတိကျကျကာကနနာမသိသေးဘူးဟုတ်လားအဲ့တော့ကိုမသိသေးတဲ့တရားတစ်ခုရဲ့အကြောင်းကိုဘယ်လိုလုပ်ပြီးတော့စဉ်းစားဆင်ခြင်မလဲဆိုတာကမေးတယ်မရှိဘူးလားရှိတယ်အဲ့တော့ဦးဇင်းတို့ပရိယတ္တိစာပေအရာဒီနိဗ္ဗာန်ချမ်းသာကိုသိတော်မူမြင်တော်မူကြတဲ့ဘုရားယန္တာအရိယာသူတော်ကောင်းကြီးတွေကနိဗ္ဗာန်ဆိုတာဘယ်လိုပါလို့သူတို့အတိအလင်းပြောသွားတာတွေမရှိဘူးလားရှိတာပေါ့အဲ့ဒါတွေကအစစ်အမှန်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေကိုလေ့လာလိုက်စားမှတ်သားပြီးတော့ကိုနားလေတဲ့လောက်ကလေးစဉ်းစားဆင်ခြင်ပေးဖို့လိုတယ်ပေါ့ဟုတ်လားနော်အဲ့ဒါလိုနားလေတဲ့လောက်စဉ်းစားဆင်ခြင်ပေးမယ်ဆိုရင်အဲ့ဒါဘာဖြစ်မလို့ဥပဒမနုတ္တိအဲ့တော့ဒီနေရာမှာဦးဇင်းတို့နိဗ္ဗာန်ရဲ့ဂုဏ်ကျေးဇူးကိုစဉ်းစားဆင်ခြင်နေဆိုရင်နည်းနည်းလေးအကြံပေးခြင်းတာတစ်ခုရှိတယ်ပေါ့အဲ့ဒါကဘာလို့ဆိုတော့မိမိဘဝမိမိခန္ဓာရဲ့ဆင်းရဲပုံကိုတတ်နိုင်တယ်များသိအောင်ကြိုးစားအောင်ခန္ဓာဟာဆင်းရဲတယ်လို့သိရလေလေနိဗ္ဗာန်ဟာချမ်းသာတယ်လို့ဆန့်ကျင်ဘက်အနေနဲ့ပို့ပြီးတော့သိလာလေလေပေါ့ဟောသူတို့နှစ်ခုကဆန့်ကျင်ဘက်ဟုတ်ရလားဒါကြောင့်ပြည့်တဲ့ပေါင်းတော့အဲ့ဒီအချက်ကလေးကိုတော့သတိထားရမယ်ပေါ့နော်အဲ့တော့ကိုကသတိပဋ္ဌာန်ဘာဝနာကိုပွားများပြီးတော့မိမိခန္ဓာဟာဆင်းရဲတုံးဆင်းရဲခဲ့ဖြစ်တယ်ဆိုတာကိုအမှန်ကန်သိအောင်ကြိုးစားအထောက်နိုင်လေလေနော်နိဗ္ဗာန်ချမ်းသာကိုမိမိတို့ရဲ့စိတ်ထဲကနားလည်မှုရှိလာလေလေဒီလိုပြောလို့မရဘူးလားရတယ်ပြီးတော့တနည်းအားဖြင့်လည်းပဲဦးဇင်းတို့ရာဂဒေါသမောဟကုဏနိဗ္ဗာန်ဆိုတဲ့ဟောပြောချက်မျိုးလောက်တော့လူတိုင်းကြားဖို့ရတယ်ပေါ့ဟုတ်လားဒါလည်းပဲဟုတ်ပါတယ်ရာဂဒေါသမောဟကုဏတဲ့သဘောဟုတ်လားသို့တော့အဲ့ဒီဒေသနာကိုကိုကထောက်ပြီးတော့ရာဂဒေါသမောဟနည်းသွားရင်လည်းပဲနော်ထိုက်တဲ့ချမ်းသာဒုက္ခကိုရမယ်နည်းသွားတာတောင်ချမ်းသာတယ်ဆိုရင်ကုံသွားရင်တော့မပြောတော့နဲ့ဆိုတဲ့အတွေးမျိုးနဲ့လည်းပဲနိဗ္ဗာန်ချမ်းသာကိုထိုက်တဲ့လောက်ရိပ်စားမိအောင်စဉ်းစားကြဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့
10ခုမြောက်ကြိုးစားအထောက်ရမယ်မိမိတန်တမှာဖြစ်စေရမယ်တတိတရားတွေဘာလဲလို့မေးရင်နိဗ္ဗာန်ရဲ့ဂုဏ်ကျေးဇူးကိုအောက်မေ့အမှတ်ရတဲ့တတိဥပသမနုတ္တိတဲ့အဲ့တော့တတိဘယ်နှမျိုးရှိသွားပြီတော့10မျိုးရှိသွားပြီနော်ဗုဒ္ဓနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိသီလနုတ္တိစာဃာနုတ္တိဒေဝတာနုတ္တိအာနာပါနတတိမရဏတတိကာယကတာတတိဥပသမနုတ္တိဟုတ်လားအဲ့ဒါဦးဇင်းတို့ကလေးတုန်းကတော့အမေကဒီအနုတ္တိ7ပါးကိုသူနားလေလားနားမလဲလားတော့မသိဘူးဒါပေမဲ့ညာတိုင်းတော့ရွတ်တာပဲဟုတ်လားညာတိုင်းရွတ်တယ်နော်ဗုဒ္ဓအနုတ္တိဓမ္မအနုတ္တိရိုးနေအောင်ကြားရတယ်ပေါ့ဒီဟာတော့နော်ခုကြီးလာတော့မှဩဒါမြတ်စွာဘုရားကဒီလိုဂုဏ်ကျေးဇူးတွေရှိတယ်ဆိုပြီးတော့ဟောထားတဲ့ဒေသနာကိုလို့ဒါသိရတယ်ပေါ့ငယ်ငယ်တုန်းကတော့ဒါဦးဇင်းတို့အပြီးဓမ္မသင်တဲ့အခါမှာသင်္ကြန်တွေပါတယ်ထဲမှာလည်းပါပါတယ်ဟုတ်လားအေးသို့တော့အကျိုးကျေးဇူးကိုထင်ထင်ရှားရှားပြပြီးတော့ဟောထားတာတွေကိုတော့ကြီးလာမှမြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုလေ့လာဘူးတော့မှဒါသိရတာပေါ့နော်ဒါကြောင့်ပိဿပေါင်းတော်တော်ဒီကနေ့မိမိတို့ရဲ့ဘဝမှာအင်မတန်ကောင်းမွန်တဲ့အကျိုးကျေးဇူးများစွာကိုဖြစ်ပေါ်စေနိုင်တဲ့တတိဟုတ်လားအဲ့ဒီတတိဘယ်နှမျိုးပြောတော့10မျိုးတတိကတော့အောက်မေ့တယ်အမှတ်ရတယ်ဆိုတဲ့သဘောပါပဲသို့တော့အဲ့ဒီအောက်မေ့တဲ့အမှတ်ရတဲ့တတိကဘာကိုအောက်မေ့တာလဲဘာကိုအမှတ်ရတာလဲဆိုတဲ့အာယုံပေါ်မှာမူတည်ပြီးတော့အခုတတိကို10မျိုးပြောလိုက်တာတတိကတော့တကယ်တမ်းကတော့တတိပဲเนาะအေးဘုရားရဲ့ဂုဏ်ကိုအောက်မေ့အမှတ်ရတော့ဗုဒ္ဓအနုတ္တိတရားရဲ့ဂုဏ်ကိုအောက်မေ့အမှတ်ရတော့ဓမ္မအနုတ္တိအစရှိသဖြင့်ပိဋကတို့အလုံးဒါနားလည်ကြမယ်လို့ထင်ပါတယ်เนาะအဲ့တော့ဦးဇင်းတို့တရားရဲ့အစပိုင်းမှာရှင်ဥပါလိကိုမြတ်စွာဘုရားဟောထားတဲ့ဒေသနာလေးနဲ့ပြန်ပြီးတော့ဆက်ကြည့်ရမယ်เนาะဒီအကျိုးကျေးဇူး9မျိုးကိုမဖြစ်စေဘူးဆိုရင်နေသောဓမ္မောနေသောဝိနည်းရောနေတံတတုတသနာအဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေတယ်ဆိုရင်တော့ဧသောဓမ္မောဧသောဝိနည်းရောဧတံတတုတသနာအဲ့ဒါတရားဟုတ်တယ်အဲ့ဒါဝိနည်းဟုတ်တယ်အဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမဟုတ်တယ်လို့ဧကံတေနဓာရိယံတိသေချာတော့မှတ်ရမယ်လို့ဒါရှင်ဥပါလိကိုမြတ်စွာဘုရားဟောထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီအကျိုးကျေးဇူး9မျိုးကိုရသွားစေနိုင်တဲ့အကျိုးစားအထောက်ရမယ်ဖြစ်ပေါ်စေရမယ်တတိဘယ်နှမျိုးလဲ10မျိုးဟုတ်လားတခြားသောတရားတွေကြောင့်လည်းပဲဒီအကျိုးကျေးဇူး9မျိုးကိုရနိုင်ပါတယ်မရနိုင်ဘူးလို့ဆိုလိုတာမဟုတ်တိုးတော့ဒီနေရာမှာတော့ဦးဇင်းတို့ဒါတရားဆိုတာနော်သူ့ရဲ့အပိုင်းအခြားလေးနဲ့ဒါမြတ်စွာဘုရားဟောထားတာပေါ့နော်အဲ့တော့တရားတိုင်းမှာတော့မြတ်စွာဘုရားရဲ့တရားမှန်ရင်ဒီအကျိုးကျေးဇူး9မျိုးကိုထိုက်သည့်အားလျော်စွာဖြစ်ပေါ်စေတာကြီးပါပဲဟုတ်လားတိုးတော့ဒီကနေ့ညတော့တတိဘယ်နှမျိုးမှတ်သားတော့10မျိုးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီမြတ်စွာဘုရားရဲ့အဆုံးအမနော်တရားဝိနည်းလို့မြတ်စွာဘုရားချီးမွမ်းပြီးတော့ဟောထားတဲ့ဒီလိုအကျိုးကျေးဇူးမျိုးကိုဖြစ်ပေါ်စေတဲ့ဒီအနုတ္တိ10ပါးတနည်းအားဖြင့်အကျိုးများသောတတိ10မျိုးကိုပွားများကြိုးစားအထောက်ပြီးတော့နော်အလွန်ကြီးကျယ်တဲ့အကျိုးကျေးဇူး9မျိုးကိုရရှိနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့အကျိုးများသောတတိ10မျိုးဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဒေတုမကံတင်တရားနာပိသပေါင်းတော်အောင်တို့ဇာတာအလုံးသောတတ္တဝါအနန္တတို့အားတဗ္ဗမင်္ဂလာလောကိလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသဗ္ဗတိဝတ္တမိမိတို့ခန္ဓာကိုယ်ကိုစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်ကိုစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကမ္ဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းနတ်ပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသိဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနခေငံဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တတော်ဘာဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတည်သောအာနုဘော်တော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝေနမေလီရန်ပူရိရန်နိဗ္ဗာန်ပရိတိယဆိုသောစေရန်တော်တရားတော်မြတ်တို့ရဲ့တကူတည်သောအာနုဘော်တော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနမေကတံ၄ရောက်ပလက်တံ၄ရောက်ဆိုသောရှေယောတော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာတ
ီလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံကအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတ္တိဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ခြင်းရှိတိုင်းခြင်းရှိတိုင်းဒုက္ခေကိုစိတ်နှပြချမ်းမှချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း